ခုနကြပါလို့ line ကြပါလို့ပြန်တက်လာတာပေါ့နော်ခုနအဆက်ပဲပေါ့နော်အခုကိုမင်းကြီးဟိုမှာပြန်လှုပ်လိုက်အောင်ဘယ်လိုဖြစ်လို့ဆင်းသွားတာမစင်းဘူးဆိုတော့ကိုမြင့်ကြီးဂရုကခေါ်တာမတွေ့ဘူးလားကိုနန္ဒကျော်နေနဲ့တွေ့တယ်ဂရုအဲ့လာကခေါ်လို့မရဘူးမစင်ညာခေါ်လိုက်လို့ရှိရင် no မစင်ညာခေါ်လိုက်လို့ရှိရင်မစင်ညာခေါ်လိုက်ဒီဟာလိုက်ကပြုတ်သွားမှာအဲ့ခေါ်ခကြတော့အမစကားပြောကောင်းနေပြီဇလန်းနဲ့ကောင်းနေပြီအဲ့ဒီမှာဒီလိုမျိုးဟုတ်ကဲ့ကျွန်တော်တို့က
嘛，你改了嘛，按照了，真的按照了也那个价位，你改了把咱们家了，可能来澳洲没得价格了，真的是呀，不是我才到了面了，反正木做起，好，哎，木啊，那叫自家标准价，标准价嘛，就没有标个，真的是吧？给第二人不也不是变啥了，没地方别讲。哦，ရပါတယ်စလို့ရပါတယ်စပါ 哎，စပါဥမာကိုမင်းကြီးအခုဒီကိုလိုက်ကိုမဝင်လာသေးဘူး 来快对了，都对呀，比了，光米也对呀，比了。 အခု तू ပို့လိုက်တယ် तू တွေ့ရဆိုပြီးတော့ Messenger ပဲဖြစ်နေ तू က Messenger နဲ့ Facebook ကိုမကွဲဘူးဖြစ်နေတယ်ကိုမင်းကြီး Facebook လိုက်ကိုဝင်ရမယ်ဆိုတော့ तू Messenger ကနေပြီးတော့ ဒီမိုစီနဲ့ဆိုရှယ်မကွဲဘူးဒီမိုစီနဲ့ဆိုရှယ်မကွဲဘူးဖြစ်နေရလား မဟုတ်သူတို့ကမဟုတ်ကာလာကြာရှိလာလို့ဟို social နဲ့ Demosi မကွဲတာပြဿနာမရှိဘူးကိုမင်းကြီးအခုသုံးနေနေ तू ကဟိုဘယ်လိုခေါ်မလဲဟိုအမှန် Facebook live ဆိုတာကို तू ဝင်ရမှာလေ Facebook live ကိုဝင်ရမှာလေအဲ့နည်းနည်း तू ကဟို Messenger ဖြစ်နေဒီရဲကိုဝင်လာကိုကဒီကနေဆွဲတင်တော့ तू ကတစ်ခါလေးကြာရင်ဝင်လာတယ်အမြဲတမ်းမဟုတ်ဘူးဖြစ်နေခုနကဘယ်လိုဖြစ်လို့ပြုတ်ကြသွားတာကိုရီးယားဥစ္စာပြုတ်ကြသွားတာလားထွက်သွားတာလား ထွက်သွားမှုပြုတ်ကြသွားတယ်ပြုတ်ကြပါကျွန်တော်ဥပမာကိုမြင့်ဟာရေရောဂရုကခေါ်တယ်ဂရုကခေါ်တယ်ကျွန်တော်မှစကားပြောနေသေးတယ်အမကိုမြင့်ခေါ်နေပြီခေါ်လာနေပြီခေါ်လာကြအာဂရုကခေါ်လို့မရဆိုတော့ကျွန်တော်ဘာလို့ကျွန်တော်စကားပြောနေတဲ့ခါကျတော့ ခုနကလည်းခုနတင်ပေးတဲ့လူကလည်းဘာမှမပြောဘဲနဲ့ပြန်ဆက်သွားတယ် မဟုတ်အဲ့မှာတခါသူလည်းအတက်ဒီဘက်ကအကြဖြစ်သွားတာ อ๋อအဲ့လိုမျိုးလားမသိဘူးကိုကတွေ့တော့တွေ့လိုက် တက်လာလိမ့်မယ်ဘာလို့အဲ့ကိုလည်းတက်လာလိမ့်မယ်ဘာလို့သူလည်းစကားပြောချင်လို့သူတက်လာပြီအဲ့တက်လာတဲ့အချိန်မှာပဲကိုမြင့်ကြီးခေါ်လာတဲ့သွားကြုံသွားလို့အမအကုန်လုံး အဲ့ခဏနေ ပြုတ်ကြသွားတာ ကိုတော့မှတ်ချက်ပေးခဲ့ဆိုတာဘယ်ကနေတော့မှတ်ချက်ပေးနေတယ်မသိကိုဒီမှာပေါ်တော့ပေါ်ဒီမှာလည်းမပေါ်တာဒီမှာကိုမြင့်ကြီးမပေါ်လာတဲ့ကိုမြင့်ကြီးကိုထည့်ဆွဲတင်လို့မရဘူးဖြစ်နေတာဟိုကျွန်တော်တို့ဟိုဟာလေကျွန်တော်ရဲ့ဟို live ကိုဝင်ပြီးတော့ဟိုဟာလှုပ်လိုက်လေကိုမြင့်ကြီးကျွန်တော်ပိတ်ကိုသွားပြီးတော့ live ကနေပြီးတော့ဝင်လိုက်ပေါ့အမှန်ကိုတို့ live ထဲကိုရောက်မှပဲလှုပ်လို့ရမယ်လေ လက်ကျဝင်လာမှရမယ်လက်ကျလာကြည့်ကမှ तू က request လုပ်ခုနတယ်လို့ဆိုတာကတယ်လို့ကသူ့ကို share သူ့ကကို share တဲ့သဘောပဲရှိတယ်သူမျိုးတယ်လို့ဆိုတာက request လုပ်တာပိုကောင်းတယ် request လုပ်တာပိုကောင်းတယ်ဆိုတာrequest လုပ်တာပိုကောင်းတယ်ဆိုတော့ဆွဲတင်ရလွယ်တယ်ကိုကကိုက invite လုပ်ပြီးတော့ invite သူကဒီ like ကို तू ကကြည့်နေရမယ်ကြည့်နေချိန်မှာ okay ပါ blue wishing blue ဆိုပေါ်နေပြီဟုတ်မှာအဲ့ကတည်းကကိုကနေပြီးကို live ရင်းယူနေပြီးကိုသူ invite လုပ်မလုပ်လို့ရှိရင် तू ကကို join လုပ်ဖို့တော့ request လုပ်ရမယ်သူကလည်းမလုပ်ကိုကလုပ်ရမယ် သူအဲ့လို तू comment လေးပါလေးရေးလိုက်ရင်ကိုကရပြီလေနော်ဆိုတော့ဘာပြောခုနအဆက်ဥစ္စာပေါ့နော်အဲ့လိုမျိုးလာတယ်ခုန NLD လက်ထက်မှာကျတော့ခုနဘာဖြစ်လဲဆိုတော့ဟိုဘယ်လိုခေါ်မလဲဟိုရိုးသားမှုမရှိတော့ဘူးပေါ့ဘာလို့ခေါ်မလဲဆိုတော့ဒီ तू ကဟိုရုပ်ောက်ပဲကော်မရှင်က तू ကပြီးကြလွတ်လပ်တဲ့ဟိုဟာကော်မရှင်ဖြစ်နေရမယ်လေသိရမလားအဲ့လိုမျိုးဖြစ်ရတဲ့ဥစ္စာကိုအဲ့ခုနဟိုကိုလဲဟိုဒီကအမှတ်တမ်းတွေဖြစ်သိမ်းထားပါတယ်သိမ်းထားဆိုတော့အောင်စုကြည်ကဘာလိုက်လုပ်လဲဆိုတော့ရုပ်ောက်ပဲမဲရုံတို့လိုက်စစ်ဆေးတော့လှုပ်တာ तू ကလည်းဆိုတော့ဒီက तू ဟုတ်ပြီဟုတ်ကော်မင်းကြီးတွေ့ပြီကော်မင်းကြီးဟုတ် तू ကဘယ်လိုခေါ်မလဲဆိုတော့ဟိုအဲ့ဒါတွေက तू ကအစိုးရဖွဲ့ပေးလဲရတာဒီရုပ်ောက်ပဲလုံနေလောက်ခံနေဟွာတွေကိုသူ့အနေနဲ့ပြန်ပြီးတော့တင်ထားတယ်ကော်မင်းကြီးချိတ်လိုက်လို့ရပြီနော်ဟုတ်ပြီရပြီတော့ရပြီဟုတ်ပြီအဲ့လိုမျိုးပေါ့နော် तू က live စစ်ဆေးတာတွေရွေးကောက်ပွဲကော်မရှင်ကိုဟိုဘယ်လိုခေါ်မလဲဟိုဘယ်လိုခေါ်မလဲသူတို့ကဟိုဘာခေါ်မလဲရွေးကောက်ပွဲကော်မရှင်ထပ်ပြီးတော့သူတို့ကအပေါ်ကနေပြီးတော့ထပ်ပြီးတော့ဟို control ထားမျိုးသွားလုပ်တဲ့ဥစ္စာကြီးဖြစ်လာတဲ့ခါကျတော့ဒါလူတွေကလည်းမြင်တယ်သိတဲ့လူတွေကမြင်တယ်ဒါဒီရွေးကောက်ပွဲကော်မရှင်ကတော့လွတ်လပ်တဲ့ရွေးကောက်ပွဲကော်မရှင်မဟုတ်တော့ဘူးဆိုတာအဲ့ဒါမရွေးခင်တည်းကသိတယ်နောက်ပြီးတော့ခုနလိုမျိုးပြပမဲတွေပေါ့အဲ့ပြပမဲနဲ့ပတ်သက်လို့ကျွန်တော်ဆွေးနွေးကြရှိတယ်ဗျာသိလားခုနလိုမျိုးပေါ့ဒီတိုင်းပြည်ကိုအခုမပေးတဲ့ဒီပြပမှာရောက်နေတဲ့မဲတွေလက်မခံသင့်ဘူးဗျာခုမှကျွန်တော်စင်ကာပူမှာရှိတယ်သူကစင်ကာပူမှာရှိတဲ့မြန်မာတန်ရုံးကိုကျွန်တော်ပုံမှန်အခွန်ဆောင်နေရပေါ့နော်
အဲ့လိုအခွန်ဆောင်တွေရဲ့မဲကိုလက်ခံတင်တယ်ဥမာအခွန်လည်းမဆောင်ဘဲနဲ့မဲထဲတဲ့ခါကျမှငါနိုင်ငံသားဆိုပြီးတော့ဒါနှုတ်ပြီးတော့နိုင်ငံသားခွင့်ယူတာတော့ကျွန်တော်တို့အနေနဲ့ရွေးကောက်ပွဲကော်မရှင်ကိုဒါဒီဥစ္စာတွေလည်းထည့်သွင်းတင်တယ်ပေါ့ဗျာခုနလိုမျိုး IT ပေါက်တဲ့လူတွေကအဲ့လောက်ပြောတင်တယ်ပြပမှုထိုင်းမှာဆိုလဲ၄တန်းလောက်ရှိတယ်မြန်မာတွေကအခုမပေးဘဲနဲ့ကိုယ်နိုင်ငံအတွက်ကိုကြတော့ဟိုအလုပ်ကျွေးမပြဘူးပေါ့ဗျာဒါပေမဲ့ကိုယ်နိုင်ငံဒီရွေးကောက်ပွဲကြတော့သူတို့စိတ်ဝင်စားတယ်သူတို့ထည့်ခြင်းလူကြတော့လာထည့်တယ်ဆိုတော့အဲ့လိုမျိုးအခုမထမ်းဆောင်ထားတဲ့လူတွေရဲ့မဲတွေကိုတော့ကျွန်တော်ထင်တယ်လက်မခံသင့်ဘူးပေါ့ဗျာဟိုစင်ကာပူပဲပြောကိုရီးယားပဲပြောဂျပန်မှာပဲပြောမလေးရှားပြောရောက်နေတဲ့လူတွေအရန်တက်ကြွတာရတယ်ဒါပေမဲ့မင်းတို့နိုင်ငံသားတာဝန်နဲ့ထမ်းဆောင်ရမယ်နော်နိုင်ငံသားမှာနေပြီးတော့ကျွန်တော်တို့အခုဒီမှာ US မှာအလုပ်လုပ်တဲ့ဟိုနိုင်ငံသားပေါ့ကျွန်တော်နိုင်ငံသားထွက်သွားတယ်အခုနှစ်ခုဆောင်ရတယ်အဲ့နိုင်ငံမှာဥပမာကနေဒါမှာသွားလုပ်တယ်ဆိုကနေဒါအတွက်လည်းဆောင်ရတယ်အခုကသူတို့ကအဲ့မျိုးဒီ US ကိုလည်းပြန်ဆောင်ရတယ်အဲ့လိုမျိုးဆိုတော့အခုနေဆောင်ပြီးတော့နိုင်ငံသားခွင့်လည်းရမယ်နိုင်ငံသားရဲ့ဟိုပေါ့တာဝန်လည်းကြေရမယ်ပေါ့နော်အဲ့လိုမျိုးပေါ့နော် fair ဖြစ်တာပေါ့မြန်မာနိုင်ငံတော်အောင်တွေက fair မဖြစ်ဘူးစေအုပ်စုမလို့မပေးဘူးIND မလို့မပေးဘူးအဲ့လိုမျိုးတွေပေါ့ဆိုတော့ဒါဟို fair မဖြစ်တဲ့အတွေးခေါ်တွေပေါ့နော်အဲ့အတွေးခေါ်တွေလည်းပြင်သင့်တာပေါ့ဒီမိုကရေစီမှာကျတော့အကုန် fair ဖြစ်ရမယ်နော်ကော်မတီလုပ်မိတ်ဆက်ပြနေဆွေးနွေးပါဦးလုပ် Good morning ရှက်ကြီးလည်းလို့ပါမင်္ဂလာပါလို့လိုက်ပါမင်္ဂလာပါโอเคပေါ့ပါတယ်ကိုစောနန္ဒကျော်ပြောသလိုပေါ့ဒီကျွန်တော်တို့ဦးတနေ့ကပြောသလိုဒီ quality of citizen ပေါ့အရေးသွေးရှိနေပြည်သူတယောက်သူစဉ်တာဝန်ယူတာဝန်ခံမှုရှိတယ်သူမှလည်းဘယ်ဟာမဆိုဒီနိုင်ငံမှာနေဒီနိုင်ငံသူနိုင်ငံသားတွေအားလုံးဟာတယောက်တာဝန်ယူတာဝန်ခံမှုနဲ့လုပ်ကင်ကြတယ်လေကျွန်တော်တို့ကအစိုးရတစ်ခုတည်းကိုအပြစ်ပုံချတယ်ခေါင်းဆောင်ပိုင်းတစ်ခုတည်းအပြစ်ပုံချတယ်ဒီ21ရာစုမှာမရှိတော့ဘူးပေါ့နော်ဒါကိုအားလုံးဟာဒီ credit ပေးရတာပေါ့တကယ်လို့အဲ့လိုမျိုးအခွန်ဆောင်တဲ့အားတိုင်းကျွန်တော်တို့ဒီ credit ပေးတာပေါ့နော်MB citizen တွေကို credit ပေးသလိုအဲ့တော့လေဒီ credit ပေးတဲ့လူကြောင့်ရင်းရှိတဲ့ပြည်သူကရွေးကြတော့လေအစိုးရတရက်ကလည်းရင်းရှိတဲ့အစိုးရတရက်ပဲပေါ်လာပေါ့ဗျာဟုတ်တယ်မလားပြီးဆိုရရွေးမဆိုပြီးဆိုရအစိုးရပေါ်လာပေါ့ဗျာအခုလိုဖြစ်သွားတာဒီခင်ဗျားပြောလို့ဆိုရင်တော့ဒါအရွက်တိုက်တိုင်းပြောတာမဟုတ်ပါဘူးကျွန်တော်တို့ဒီမဲကိုအဲ့လိုမျိုးလုပ်ခဲ့တော့ကျွန်တော်တို့အခုအစိုးရဟိုပေါ့ LD အစိုးရတွေပေါ်ပါတော့ပြဿနာဖြစ်ခဲ့တာပေါ့ဟုတ်တယ်မလားကျွန်တော်တို့ဘယ်မှမတာမဲပေးမှုစနစ်ကနေပေါ်ပေါက်လာတော့ကျွန်တော်တို့မင်းတွေဖြစ်သွားတော့ပေါ့ဟုတ်ဒါတွေကအများကြီးသင်ခန်းစာယူသိတယ်ဒီအခြေအနေကအခုလိုမြန်မာနိုင်ငံရဲ့အခြေအနေအလုံးကသင်ခန်းစာယူသိတယ်ပေါ့နော်ဒါကိုသင်ခန်းစာယူပြီးဆိုရင်တော့ကျွန်တော်တို့အတွက်အကျိုးမြတ်တွေကတော့အနာဂတ်မှာအများကြီးအကျိုးခံစားမှုတွေရှိတာအားနည်းချက်တွေတွေ့သွားရင်ကျွန်တော်ဒီအားနည်းချက်တွေပြင်သွားရမှာပေါ့ကျွန်တော်ကဒီလိုပဲမြင်တယ်လေကျွန်တော်ကဒီနေ့ပြောချင်တာကတော့ဗျာအခုဟိုအကြောင်းအရာအားလုံးတွေကဒီကျွန်တော်တို့ဒီမိုကရေစီရဲ့သဘောတရားပြောမယ်ဆိုရင်တော့တရားဥပဒေစိုးမိုးမှုမရှိဘူးပေါ့နော်တရားဥပဒေစိုးမိုးမှုမရှိဘူးဆိုတော့ဒီတရားဥပဒေဘာကြောင့်မစိုးမိုးရလဲဆိုလို့ရှိရင်တော့ပူပေါင်းဆောင်ရွက်ခြင်းနဲ့တယောက်ပူပေါင်းဆောင်ရွက်မှုစိတ်ဓာတ်မရှိလို့ပေါ့တရားဥပဒေစိုးမိုးခြင်းမရှိရအောင်အားလုံးကပူပေါင်းဆောင်ရွက်မှုမရှိဘဲနဲ့သူ့ကိုပြစ်ပုံချငါ့ကိုပြစ်ပုံချနဲ့ဒီတရားဥပဒေစိုးမိုးမှုမရှိဘူးပေါ့ဒီတရားဥပဒေစိုးမိုးမှုမရှိတော့ကျွန်တော်တို့ကဘာတွေဖြစ်လာအခုမျိုးပြတဲ့နယ်တွေမှာလည်းဒီတိုင်းပေါ့မျိုးပြမှာလည်းတရားဥပဒေကရော်တယ်ဖြစ်သလိုနယ်တွေသီးမှာလည်းတရားဥပဒေတရားဥပဒေစိုးမိုးမှုကလုံးဝမရှိတော့ဖြစ်တော့အဲ့ဒီတော့ဘာတွေဖြစ်လာလဲဆိုတော့ကျွန်တော်တို့ရဲ့နိုင်ငံရဲ့လုံခြုံရေးတွေပါထိခိုက်လာတာပေါ့နော်လုံခြုံရေးတွေထိခိုက်လာတယ်ပြည်သူတွေရဲ့ဘဝရဲ့လုံခြုံရေးပါထိခိုက်လာတယ်အဲ့လိုမျိုးပေါ့ဒီမလုံခြုံမှုတွေဖြစ်လာတော့ကျွန်တော်တို့အားလုံးကနိုင်ငံတစ်ခုကဆင်းရဲမွဲတွေရောက်အောင်ကျွန်တော်တို့ကိုယ်တိုင်ဖန်တီးသလိုဖြစ်အဲ့တော့ဒီ yes အဲ့တော့ကျွန်တော်တို့ကိုယ်တိုင်အကုန်လုံးကဖန်တီးလို့ဖြစ်တော့နိုင်ငံကလုံခြုံရေးကအရေးကြီးတယ်နော်ကိုနဲ့ live ဘာမှမဖြစ်ဘူး live ကခုနကမှကြာသွားတာကိုနဲ့ပြန်တက်ခဲ့လေကိုမကြီးဆက်တယ်အဲ့တော့ဒီကျွန်တော်တို့ဒီလုံခြုံရေးတွေကနေဆက်မှာဆိုလို့ချင်းလည်းကျွန်တော်လုံခြုံရေးတွေအပြည့်အဝမယူရတဲ့အကြောင်းရင်းဟာဒီတမျိုးသားရေးအတွက်ဒေါ်လာရေးလုပ်နေတဲ့လူတွေရှိတာဟုတ်ဗျာနေဆက်သီးသီးမှာတမျိုးသား
တမျိုးသားရေးအတွက်ရည်စူးပြီးတော့ဒေါ်လာရေးလုပ်နေတဲ့အဖွဲ့အစည်းသီးရှိတော့အဲ့ဘက်ကိုတရားဥပဒေစိုးမိုးမှုပြန့်နှံ့မှုမလုပ်နိုင်ဘူးအဲ့ဘက်မှာလည်းလုံခြုံရေးမယူနိုင်ဘူးအဲ့တော့အဲ့ဒီပြည်နယ်အဲ့ဒေသတွေမှာကျွန်တော်တို့ကဘာလဲဆိုရင်လုံခြုံဒီပြည်သူတွေကိုအရေးချင်းပြင့်မိတဲ့ပြည်သူတွေဖြစ်ဖို့အတွက်မှာကျန်းမာရေးတို့ပညာရေးတို့ဟုတ်လားဒါတွေလည်းစီးပွားရေးတို့မတိဆောက်နိုင်ဘူးလေကျွန်တော်တို့ကတရားဥပဒေမစိုးမိုးတော့တရားဥပဒေစိုးမိုးနိုင်တဲ့ပြည်နယ်တိုင်းမှာကျန်းမာရေးတို့ပညာရေးတို့ဟုတ်လားစီးပွားရေးတို့တိဆောက်နိုင်တော့ကျုပ်တိုင်းပြည်တိုးတက်တာပေါ့ဒီအဲ့ဒါကြောင့်ဒီတရားဥပဒေစိုးမိုးရေးအရေးကြီးတယ်ဆိုတာဒါကိုပြောတာပါနောက်ပြီးတော့လုံခြုံရေးနေဆက်လုံခြုံရေးနဲ့ပြည်တွင်းလုံခြုံအခုတော့ကျွန်တော်မြန်မာပြည်မှာဖြစ်နေတဲ့ပြဿနာတော်တော်များများလေးအခုလက်နက်တွေသွင်းရောက်တယ်ဆိုတဲ့ဥစ္စာတွေကလည်းပြည်တွင်းမှာနေဆက်လုံခြုံရေးတွေအားမကောင်းဘူးပေါ့နော်တရားဥပဒေမစိုးမိုးတော့နေဆက်လုံခြုံရေးတွေမကာကွယ်နိုင်ဘူးနေဆက်လုံခြုံရေးမကာကွယ်နိုင်တော့ပြည်တွင်းထဲရောက်လာတယ်လက်နက်တွေတီးတီးအဲ့ဒါတီးတီးတွေကျွန်တော်တို့ကအဲ့တော့ဒီအိန္ဒိယချင်းနိုင်ငံတင်သွင်းလာတဲ့တရုတ်ပြည်ကဟိုရင်းတွေပေါ့ဗျာတရုတ်ပြည်နဲ့ထိုင်းတွေကနေပြောပြီးဟိုဘင်္ဂလားဒေ့ရှ်ဒါတွေအိန္ဒိယချင်းနိုင်ငံမှာကျွန်တော်တို့တနည်းအားဖြင့်ဗျာဘာပြောမဲဆိုတော့ကျွန်တော်တို့အဲ့ဒီတမျိုးသားရေးဒေါ်လာတမျိုးသားဒေါ်လာရေးဆိုလုံနေတဲ့လူတွေမှာကျွန်တော်တို့ကိုဘယ်လိုဖြစ်လဲဆိုတော့အဲ့ဒီအိန္ဒိယချင်းနိုင်ငံက Pro-C 5ပေါ့ဗျာဂျားကန်ထားပြီးတော့ကျွန်တော်ချင်းတိုက်ပွဲလုပ်ဖန်တီးထားတယ်ပေါ့ဂျားကန်ဖြစ်ပြီးတော့ကျွန်တော်ချင်းတိုက်ပွဲဖန်တီးနေတော့ကျွန်တော်တို့ချင်းမှာတိုက်ပွဲတွေမျိုးစုံဖြစ်နေဟုတ်တယ်မလားကျွန်တော်တို့တိုက်ပွဲတွေဖြစ်နေရတော့ဒီတော့အဲ့ဒီတိုက်ပွဲတွေကြောင့်ဘာဖြစ်လာလဲဆိုရင်အခုဆိုရင်အာဆီယံလို့ဘာလို့ပါဆိုဘယ်လောက်ထိထပ်ဖြစ်လာလဲဆိုတော့ Pro-C economic fight လို့ပြောတာကျွန်တော် war တော့မသုံးကြဘူးစစ်တော့မသုံးကြဘူးတိုက်ခိုက်မှုတွေပေါ့အဲ့တော့ဒီ Pro-C ဒီကျွန်တော်ရဲ့လုံခြုံရေးတွေမထိန်းသိမ်းနိုင်တော့အဲ့ဒီအရာတွေကထပ်ဖြစ်လာဥဆိုကြည့်ဒီနေဆက်တွေမှာနိုင်ငံသားတွေဝင်ပြီးတော့ကျွန်တော်တို့တဲမှာသင်တန်းပေးတာတို့ပြုတာတို့ဖြစ်တာဒါကျွန်တော်တို့ရဲ့အချုပ်အာဏာပြောနေဒီတရားဥပဒေစိုးမိုးမှုကိုပျက်စီးအောင်လုပ်တာပဲလေမရမ်းဖို့ထဲမှာလုံခြုံရေးတွေကပေါက်ပြက်နေအဲ့လိုမျိုးပဲဒီ Pro-C fight တွေဖြစ်တော့ကျွန်တော်တို့တိုင်းသားချင်းမှာတိုက်ပွဲတွေဖြစ်နေကြတော့အဲ့ဒီအိန္ဒိယချင်းနိုင်ငံကလည်းစီးပွားရေးရပါတော့စီးပွားရေးရကျွန်တော်လုံခြုံရေးရဖြစ်တော့စီးပွားရေးပါဘာဝင်လာလဲဆိုတော့အဲ့တော့နေဆက်မှာရှိနေဟိုထိုင်းဘက်မှာရှိနေရှမ်းလို့ကရင်လို့မွန်လို့ဆိုလို့ချင်းတယ်အဲ့ဒီကနေပြီးတော့ကျွန်တော်တို့ကကျွန်တော်တိုင်းပြည်ကထွက်တဲ့တရားစရပစ္စည်းတွေကိုအလုံးဘက်ရောင်းရတယ်စစ်တပ်လည်းရောင်းအစိုးရလည်းရောင်းရတယ်ဝေလိုတာဟုတ်ဗျစာနာရိတ်ခါတွေဒါစီးပွားရေးတိုက်ပွဲဖြစ်သွားအဲ့ဒီတော့သူတို့ဂျားကန်တိုက်ပွဲတွေနဲ့ဒီတရုတ်ဘက်မှာဆိုရင်ဝါလို့ကချင်လို့ဟောရခိုင်လို့ကျွန်တော်တို့ထားတော့ဗျကျွန်တော်တို့ကအဲ့ဒီတိုင်းပြည်ကကျွန်တော်တို့နိုင်ငံကတရားစရတွေကအဲ့ဒီနေဆက်မှာရှိနေတိုင်းသားတွေလည်း तू လိုအပ်တဲ့စာနာရိတ်ခါနဲ့ရိတ်ခါတွေဝယ်ဖို့အတွက်အဲ့လာလို့ဈေးပေါ်နဲ့ရောင်းရတယ်ဘယ်အဲ့တော့ကျွန်တော်တို့ဒီပြည်တွင်းထဲမှာလည်းဒီ Pro-C economic fight ပေါ့ဗျာအဲ့တော့ဒီလိုဖြစ်အောင်နိုင်ငံရေးသမားတွေကလည်းဘာဖြစ်လဲဆိုကျွန်တော်တို့မြန်မာနိုင်ငံနဲ့စီးပွားရေးမလုပ်ကြပါနဲ့မြန်မာနိုင်ငံကိုစီးပွားရေးပိတ်ပါဆိုတော့ဟာလျာတိုက်လိုက်တော့ကျွန်တော်နိုင်ငံဆင်းရဲသည့်ဆင်းရဲဝါးကိုလုပ်လိုက်တာပဲလေအဲ့ဒါဘာလို့လုံခြုံရေးစီးပေါက်သွားတာလေတရားဥပဒေစိုးမိုးမရှိရဘူးမှန်တရားဥပဒေစိုးမိုးမရှိတော့အဲ့ဒါတွေဖြစ်လာတယ်အဲ့တော့ကျွန်တော်တို့ကဒီစီးပွားရေးကချမ်းသာတကယ်ချမ်းသာတဲ့လူကဒီမြန်မာနိုင်ငံမှာစီးပွားရေးလာမလုပ်တော့ဘူးဗျာဒီလိုစီးပွားရေးပိတ်တော့အဲ့တော့လူတိုင်းကချမ်းသာတယ်နိုင်ငံလေးကချမ်းသာတော့အရင်နဲ့အမြတ်လိုချင်တဲ့စီးပွားရေးသမားတွေမသမာတဲ့စီးပွားရေးသမားတွေကကျွန်တော်နိုင်ငံတွေကိုဝင်ရောက်လာအဲ့ဒါတွေကျွန်တော်တို့နိုင်ငံမှာတရားဥပဒေစိုးမိုးမှုမရှိတော့လက်နက်တွေအလွယ်တကူဝင်ရောက်လာလဲမူရီစီဝါလေကက်စီနိုတွေတီထောင်မဲ့ဟိုဝရင်းပေါ့ဗျာအရင်နဲ့အမြတ်ရမယ်စီးပွားရေးလုပ်ငန်းတွေပဲဝင်လာတကယ်တော့ဒီတို့တိုက်ပွဲတွေကအမြင်ကျယ်ခဲ့မယ်ဆိုလို့ရှိရင်နောက်တစ်ခုကစိတ်ဟိုတင်းပေါ့စဉ်းစားစရာကောင်းတာတွေလားကျွန်တော်ဒီ geopolitics ဘောပဲပြောအိန္ဒိယချင်းနိုင်ငံရေးသူပဲအများနဲ့သိထားနေရတယ်ခင်ဗျားတို့ကျွန်တော်တို့1990နဲ့93တော့မှတ်မိတာမသိဘူးကမ္ဘောဒီးယားမှာစစ်ကငြိမ်းချမ်းသွားတော့အဲ့လက်နက်တွေကစွန့်ပစ်လိုက်တော့အဲ့လက်နက်တွေကျွန်တော်တို့ဒီမြန်မာပြည်ဘက်ကိုရောက်မယ်အဲ့တော့ AK တလက်ကို1500နဲ့ပါ900တိပဲရတယ်900ဆိုဝယ်လို့ရတယ်အဲ့တော့ကျွန်တော်တို့ဒီလိုတိုးတက်တဲ့နိုင်ငံတွေကတနေ့နေ့လက်နက်တွေအထူးစားလေးဖြစ်လာတော့သူတို့က change မယ်လေဗျ upgrade လုပ်နေတာကြာရင်အဲ့လက်နက်တွေဘယ်ကိုပို့လဲဆိုရင်ကျွန်တော်တို့စင်းရဲနဲ့အဲ့လိုတိုက်ပွဲဖြစ်နေတဲ့ဟာတွေကိုသူတို့လာပို့တယ်အဲ့တော့ကျွန်တော်တို့မှာတရားဥပဒေနေစားလုံခြုံရေးတို့နေစားမှာတရားဥပဒေစိုးမိုးမှုရှိတော့အဲ့ဒီလက်နက်ပွဲစားတွေအလွယ်တကူဝင်ရောက်တာအခုလည်းကျွန်တော်တို့ထိုင်းနိုင်ငံမှာရှိနေဗမာတိုင်းသားသူတွေပေါ့မြန်မာပြည်တိုင်းသားတွေလက်နက်ဝယ်လို့ရနေတာပဲဟုတ်လားသူတို့ကဒီ upgrade လို့လက်နက်ကို upgrade လုပ်စီဒီလက်နက်အဟောင်းတွေကိုစုပြရမှတူဈေးပေါ်နဲ့လိုက်ကြောင်းတာပေါ့ဗျာခင်ဗျားကြီးပြီဗျာအဲ့ဒီအဟောင်းတွေဝတ်တာပြအဲ့ဒီအဟောင်းတွေကိုအဲ့ဒီအသေးဝယ်တော့ဒီအဟောင်းတွေကိုပြရမှတူဈေးကြောင်းလိုက်တာပေါ့ဗျာဒီဘောတရားကြီးတော့အဲ့လိုကြောင့်ကျွန်တော်တို့တွေကဒီโอเคအဲ့ပေါ့
အေးပေါ့ reset ပြန်လုပ်လိုက်တယ်လေအဲ့တော့ကျွန်တော်တို့စီမှာအဲ့ဒါလေးဒုက္ခရောက်တာပေါ့ဒါကြောင့်ဒီအမေရိကန်နိုင်ငံကိုသတိထားရတယ်ဆိုတာအမေရိကန်ကလက်နဲ့ရောင်းနေတော့ဘယ်နိုင်ငံတွေကဆင်းရဲတဲ့နိုင်ငံတွေမှာအဲ့လိုမျိုးသူတို့ကအဲ့လိုမျိုးသူတို့လက်နဲ့တွေချိန်တော့မယ်ကျွန်တော်တို့တောထဲမှာနေတယ်မဟုတ်လားကွီနီးတွေတောက်တယ်ဈေးတွေစမ်းတာပြီးဆိုရင်တိရစ္ဆာန်တွေစမ်းပြီးသွားပြီတိရစ္ဆာန်စမ်းပြီးတော့ချိန်မှာကျွန်တော်တို့စမ်းဖို့ပဲကြံတော့ဆင်းရဲတဲ့လူတွေကလက်စမ်းလာပေါ့ဗျာအခုတည်းဒီလက်နဲ့တွေကိုအောင်းတွေလွှဲပြမယ်အဲ့ဒီတော့ကြောင့်ကျွန်တော်နိုင်ငံမှာတရားဥပဒေစိုးမိုးမှုမရှိလို့ရှိရင်ဒီလိုပဲသူများရဲ့ဝင်ကျင်သူဝင်ထွက်ကျင်သူထွက်လုံးနေချိန်မှာနေဇက်တွေမှာလည်းလုံခြုံရေးတွေကစီးတွေပေါက်တယ်အခုလိုမြန်မာပြည်ထဲမှာဖြစ်နေတဲ့ဟာတွေအားလုံးကတရားဥပဒေစိုးမိုးရေးဆိုမှာအဲ့မှာတာဝန်ထမ်းဆောင်မဲ့ဝန်ထမ်းတွေကဘာလဲဆိုရင်ရိုးသားပြီးတော့သစ္စာရှိဖို့လိုတာစောကိုနန္ဒာကျော်ပြောသွားလို့ပေါ့ကျွန်တော်နိုင်ငံမှာဝန်ထမ်းတော်များများတွေကရိုးသားပြီးသစ္စာရှိနေပုံစံမဟုတ်ဘဲနဲ့လက်ပေးလက်ယူမှုတွေဝင်လာတော့အဲ့ဒီမှာကျွန်တော်နိုင်ငံကိုဖျက်ဆီးသလိုဖြစ်သွားတယ်အဲ့ဒါလေဒီမိုကရေစီမှာကျွန်တော်တို့ဒီမိုကရေစီကိုပြားပြီးတော့ကိုကျိုးစည်းပွားကိုရှာတဲ့လူတွေတော်တော်များပေါ်လာလို့ဆိုတော့ကျွန်တော်နိုင်ငံတွေမကောင်းဘူးပေါ့ဗျာဒါကိုကျွန်တော်အချမ်းမြင့်လောက်ပဲပြောပေါ့လေနောက်အဲ့မှာ channel ကိုချက်ပြောမင်္ဂလာပါကိုရိုင်း မင်္ဂလာပါဟိုဖြစ်ပြီးတော့မိတ်ဆက်ပြီးတော့ဆွေးနွေးပါပြောတဲ့စကားလေးကျွန်တော်ထောက်ပြမယ်နော်လူမျိုးတစ်မျိုးကသူ့လူမျိုးတစ်မျိုးအတွက်ပဲတော်လှန်ရေးလုပ်တယ်ဆိုတာကကျွန်တော်တို့မုံလူမျိုးအတွက်မုံလူမျိုးရေးအတွက်ကျွန်တော်တို့မုံမလုပ်ဘူးလုပ်ပြီးမုံအလုပ်ကိုမုံမလုပ်ဘူးအမားလုပ်ကျွန်တော်မေးတာလားကိုမြင့်ကျူမေးတယ်ဖြစ်မယ်ဆိုတော့ကျွန်တော်ပြောပြမယ်ဗျဒီလိုရှိတယ်ယနေ့21ရာစုမှာကျွန်တော်တို့ဒီနိုင်ငံသားလမှာနေနေချိန်မှာကျွန်တော်တို့ကဘယ်နိုင်ငံလာလဲနိုင်ငံကိုစားပြုလူမျိုးပဲပေါ်လာတော့လေဗျကျွန်တော်တို့ကဒီမိုးလေပြေအမေရိကမှာလည်းနိုင်ငံတကာနဲ့နောက်တစ်ခုလက်တစ်ခုဖြစ်နေကျွန်တော်တို့လူမျိုးလွတ်မြောက်ရေးတဲ့ဒါဆိုရင်ဒီနိုင်ငံရဲ့ခေတ်စကားပြောလို့ရှိရင်တော့ခင်ဗျားက racist ဖြစ်တယ်လူမျိုးရေးခွဲခြားစိတ်ရှိတယ်လူမျိုးရေးခွဲခြားစိတ်ရှိတယ်လူမျိုးခွဲတာမဟုတ်ဘူးဘာလို့လူမျိုးမှာငါတို့လူမျိုးဆိုနေအစွဲကိုရှိရင်ဒါ racist လို့ခေါ်တယ်လူများရဲ့ဒါကြောင့်ဒီတော်လိုင်းတမျိုးခန့်လို့လက်မတက်တော့တကြောင်းစက္ကန့်30အဲ့လိုဒါကြောင့်ခင်ဗျားတို့ကျွန်တော်တို့ဒီတမျိုးသားတော်လိုင်းရေးတွေကဘယ်တော့မှအောင်မြင်နိုင်ဘူးဆိုတာဒါကိုကျွန်တော်ပြောပြမယ်တေချာကြည့်ပါဘာလို့လဲဆိုရင်ဒီနိုင်ငံတွေမှာခွင့်မပြုတော့ဘူးအဲ့လိုမျိုးဒီနိုင်ငံတွေမှာလူဦးရေဒီမိုကရေစီကိုအားကိုးနေတဲ့နိုင်ငံတွေမှာလူမျိုးပေါင်းများစွာနေထိုင်တဲ့ကြောင့်ကျွန်တော်တို့လူမျိုးကိုစားပြုတာလို့အုပ်စုကိုဒါကို race လို့ခေါ်တယ်ကိုလူမျိုးကဒါကြောင့်ခင်ဗျားတို့ကိုကူညီလိုက်လို့ရှိရင်ဒီလူမျိုးကကောင်းစားလိုက်ကျန်တဲ့လူမျိုးကိုခြေပြတ်မှာပဲဒါကျန်တဲ့လူမျိုးကိုခြေပြတ်ဖို့စူးစမ်းတော့မယ်ငါတို့လူမျိုးဆိုရင်အစွန်းရောက်လိုက်ကျန်တဲ့လူမျိုးကိုကျန်တဲ့လူမျိုးရဲ့ယဉ်ကျေးမှုတရိပ်ထုံးစံတွေကိုဂိဆိုင်စာမလို့တော့ဆိုတာဖြစ်လာဒါကြောင့်ကျွန်တော်တို့ကဒီချိန်မှာအောင်းလူကိုပဲအရှာအားလုံးကအတူတူပူးပေါင်းနေထိုင်မယ်ဆိုတော့စိတ်ကိုခဏဒီအကိုပြောတာကကျွန်တော်တို့လူမျိုးပေါ့နော်လူမျိုးအစွန်းရောက်တယ်ဆိုရင်ကျွန်တော်မူလူမျိုးတယောက်ကျွန်တော်ရွှေမျိုးပေါင်း3,200,000ရှိတယ်ဝန်စကားတတ်တာ1,100,000နဲ့ကြာ1,200,000နဲ့ကြာအဲ့ဒါသူဘယ်လူမျိုးအစွန်းရောက်ကျွန်တော်ကဖလူးကျွန်းစာတီးဗျကျွန်တော်ဖလူးကျွန်းစာတီးကျွန်တော်ဖလူးကျွန်းဘုန်းနဲ့ကကျွန်တော်မွေးတာဖလူးကျွန်းဘုန်းနဲ့ကမွေးတော့ကျွန်တော်ကမော်လမြို့မှာကြီးတယ်ကျွန်တော်မော်လမတတ်ဘူးကျွန်တော်မေအမတွေကတော့မော်လပဲပြောတယ်ဘူးနဲ့တက်ကောကျွန်တော်ပြောပြမယ်ဗျကျွန်တော်တို့ငယ်တော့လေကိုပြည်နယ်ကိုအုပ်ချုပ်ဆိုလို့ကျွန်တော်တို့ငယ်ပြီးတော့ကျွန်တော်တို့ကကိုအထင်ကြီးတယ်ပေါ့ငါတို့အမှန်တော့ကိုပြည်နယ်ကိုအုပ်ချုပ်ဆိုတာအဲ့ပြည်နယ်ဒီမိုစီသဘောထားအဲ့ပြည်နယ်မှာနေတဲ့လူတွေကနေပြီးတော့ကိုပြည်နယ်ကိုအုပ်ချုပ်ဆိုတဲ့သဘောပြောတာအဲ့တော့ကိုပြည်နယ်ကိုအုပ်ချုပ်ဆိုတာမွန်ပြည်နယ်ကိုမွန်ကအုပ်ချုပ်ရမယ်ဆိုတော့အယူသီးလို့မရဘူးဗျဒီလိုအယူသီးလို့မရဘူးဒီပြည်နယ်မှာနေတဲ့လူကဒီမိုစီအခုကျွန်တော်တို့ကအခုကျွန်တော်တို့က Federal ကိုထပ်ပြောပြတယ်အခုပြောကျွန်တော်ပြောပြမယ်တိုင်းနိုင်ငံမှာတိုင်းရင်းသားစီးလုံးညီညွတ်ရေးတည်ဆောက်မယ်ဆိုရင်တိုင်းရင်းသားရဲ့တဲ့အတိုင်းနဲ့တိုင်းရင်းသားအတိုင်းသူ့အလုပ်ကိုသူလုပ်ဖို့အတွက်ဒီနိုင်ငံမှာပါဝင်ဖို့အတွက်သူကိုယ်တိုင်တာဝန်ယူမှုခံမှုနဲ့အလုပ်လုပ်ရတိုင်းရင်းသားစီးလုံးညီညွတ်မှုရေးဆိုတာနဲ့ဘယ်တိုင်းရင်းသားမှာဘာသာမှမထွက်လာတဲ့ပုံစံမျိုးနဲ့တော့ထိန်းချုပ်လို့မရဘူးကျွန်တော်တို့လိုချင်တာတိုင်းရင်းသားစီးလုံးညီညွတ်မှုဆိုတဲ့အချက်ဒီနိုင်ငံမှာပြည်တော်စုဘွားတိုင်းရင်းသား135မျိုးရှိတယ်မင်းဘာအလုပ်လုပ်မှလဲဒီနိုင်ငံမှာဘလို့တာဝန်ယူမှုတာဝန်ခံနဲ့မင်းအလုပ်လုပ်မှလဲဘယ်နေရာမင်းတာဝန်ထမ်းဆောင်မှလဲဘလို့ပုံစံမျိုးဒီနိုင်ငံကိုစီမင်းစည်းကမ်းချခြင်းတဲ့အတောင်ကျွန်တော်တို့နားထောင်ကျွန်တော်ငယ်တော့နာမည်တိတ်နာမည်ကြီးတဲ့ဘုချုပ်တယောက်ရှိတယ်ဘုချုပ်ပေါ့ဗျာဘုချုပ်စစ်သူကမွန်ပါပဲတကယ်မွန်ပါပဲဒါပေမဲ့ကျွန်တော်တို့ကစစ်တပ်တော့ဝင်တော့သူ့ကိုမွန်လို့မတတ်မှပြန်ဘူးဗျ
အခုလက်ရှိနတ်ဆက်ကမှာနိုင်ပညာဆိုတာလည်းမွန်ပဲဗျဒါပေမဲ့သူ့လက်ရှိကျွန်တော်တို့ကသူ့ကိုမွန်လို့မသတ်မှတ်ပြန်ဘူးဗျသူကခေါင်းဆောင်ဖြစ်လိုက်ရင်ကျွန်တော်တို့ဘာကြောင့်အဲ့လူကိုကျွန်တော်တို့က credit the leader ဆိုတော့ကျွန်တော်တို့အဲ့ဒါကိုဘာလို့အတိမမပြုချင်တာလဲမေးစရာအကြောင်းရှိတာဒီနိုင်ငံမှာနေတဲ့လူလားနိုင်ပညာကအခုဝင်ဖြစ်လာတယ်ခေါင်းဆောင်ဖြစ်လိုက်ရင်ကျွန်တော်တို့ကသူ့ကိုကျွန်တော်တို့ credit ပေးရမယ်သူကလည်းကျွန်တော်တို့တိုင်းပြည်တွေအလုပ်လုပ်နေတဲ့လူပဲအခုဖြစ်နေတာကလက်နဲ့ကင်တဲ့လူမှပဲခေါင်းတိုင်းသားခေါင်းဆောင်ဆိုတဲ့အမျိုးခံမှုယူရှင်တယ်ကိုကခင်ဗျားစဉ်းစားကြည့်ဗျာဒီမိုကရေစီမှာဒီမိုကရေစီရဲ့သဘောတရားကမှာမဲရွေးမှုက9000လောက်ရလာတဲ့အမတ်တယောက်ကသူ့မှာဩဇာအာဏာမရှိဘဲနဲ့လက်လက်ကင်တဲ့လူစုကလက်နဲ့လေးစုလိုက်ပြီးတော့လက်လက်ကင်တဲ့လူကခေါင်းဆောင်တယောက်နဲ့တော့ဖက်ဒရယ်တက်ဆွေးနေတယ်ဒီနေရာမှာကျွန်တော်ထပ်ပြောရမှာဖက်ဒရယ်နဲ့ထပ်ပြောရင်ကျွန်တော်မွန်လူမျိုးတယောက်နဲ့ပြောတယ်ဖက်ဒရယ်ကိုလိုချင်တဲ့လူစီတို့ဖက်ဒရယ်မလိုချင်တဲ့ဆိုတာဖက်ဒရယ်သဘောတရားကဘိုးအစိုးရနဲ့ပြည်နယ်အစိုးရအာဏာခွဲဝေမှုပြဿနာပဲဟုတ်တယ်ဒါဆိုရင်အဲ့ပြည်နယ်မှာဘာတွေလိုအပ်နေလဲဆိုတာကိုအဲ့ပြည်နယ်လူတော်ကိုဆိုတာတင်ပြရမှာဗျလက်လက်ကင်တဲ့လူကနိုင်ငံမှာလက်လက်ကင်အဖွဲ့ကတစ်ဖွဲ့ပဲရှိရလက်လက်ကင်အဖွဲ့ကအများကြီးရှိကြမလို့အဲ့ဒါလက်လက်ကင်အဖွဲ့ကအများကြီးရှိတော့ကျုပ်တိုင်းပြည်ကိုဆင်းရဲတယ်ခဏလေးအဲ့ဒီလက်နက်ကင်အဖွဲ့ကိုပြည်ထောင်စုတက်မတော်ကိုပြည်နယ်ကစုဆောင်ပေးရမှာလားပြည်ထောင်စုကစုဆောင်ပေးရလက်နက်တစ်ခုတည်းတော့တက်မတော်ကျွန်တော်တို့ဒီနိုင်ငံမှာကတော့ပြည်နယ်ကရှာပေးရဒီနိုင်ငံမှာကလိုက်ရှာဒီနိုင်ငံမှာတော့ဒီဖက်ဒရယ်တက်ကိုဒီဟာပြည်နယ်တည်တည်သွားပြီးတော့တာဝန်ထမ်းဆောင်ကြပါပြည်နယ်မှာလက်နက်ကင်တဲ့ဟာကဲတော့ဒီကကျွန်တော်ဖက်ဒရယ်စနစ်နဲ့ပြောလက်နက်ကင်ကြီးတော့ရဲပဲရှိတော့ရဲပဲရှိတယ်စစ်တပ်ကဲတော့သူဘိုးဒီကနေပြီးဝင်နေကြတော့ဖက်ဒရယ်တက်ကိုအဲ့ဖက်ဒရယ်တက်ဆိုတဲ့ဥစ္စာကိုကျွန်တော်တစ်ချက်ဝင်ပြောခြင်းမယ်နော်ဝင်ဆွေးနွေးခြင်းမယ်ကျွန်တော်တို့ဒီမှာအခုကျွန်တော် US မှာကြတော့ကျွန်တော်တို့ဟိုဟာရှိတယ်ကျွန်တော်တို့စစ်တပ်က2မျိုးရှိတယ်ဖက်ဒရယ်ပုံစံလည်းရှိတယ်နောက်ပြီးတော့ကျွန်တော်တို့ပြည်နယ်ကဟိုဟာဘယ်လိုခေါ်မလဲဘာလဲပြည်သူ့ကောင်လေးကဒီရဲ့ပြည်နယ်ရဲ့တက်လည်းရှိတယ်ပြည်နယ်တက်လည်းရှိတယ်သူကဟိုဘယ်လိုခေါ်မလဲဟိုလို့ခေါ်တာပေါ့ဒီမှာကတော့ဘာလဲခဏအခုကွန်မီထပ်ပြောလိုက်သေးလားအခုပြောပါအခုစောပြအောင်စကားပြောပါကျွန်တော်ပြောလာများဘူးကိုဝနာလားပါကိုဝနာလားပါဆက်ပြောပါကျွန်တော်ပြောတာများပါလို့ကျွန်တော်တို့ကဒီအရင်ဘုံသဘောတူညီချက်တွေဖြတ်ပြီးစေအခုချိန်နေလဲပြည်လုံးစစ်ပြီးတာကျွန်တော်တို့ကပြည်နယ်တစ်ခုအဒုမြောက်ကိုပြောတော့နေရာဒေသနဲ့အလုပ်လုပ်ပြီးရတာလူမျိုးကဘယ်သူမှထားမလုပ်တဲ့အတွက်ဒီဒါတဲ့ဥစ္စာဘာလို့ဖြတ်စည်းခဲ့လဲဆိုလို့ချင်းဟိုးကျွန်တော်တို့1962ခုနှစ်ဟုတ်လားဟိုးမှာ1962ခုနှစ်တည်းကဖြစ်လာတဲ့ဒီပြဿနာက1962ခုနှစ်ဇွန်လ10ရက်နေ့တည်းဒီပြည်နယ်ပြည်တော်ဖက်ဒရယ်နိုင်ငံတော်ကြီးတည်ထောင်ဖို့ဆိုတဲ့ပြဿနာနဲ့ဖြစ်လာတာအဲ့ဒါပြည်နယ်ညွန့်ညွတ်ရဲ့အဖွဲ့တွေကိုအာဏာထသိမ်းလိုက်တာဒီဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲဖို့အဲ့ဒါကနေထသိမ်းရတယ်တော်လှန်ရေးထဖြစ်ဒီပြဿနာကအဲ့လေကျွန်တော်ပြောသလိုပေါ့ဒီကျွန်တော်တို့ပြည်နယ်မှာတခုထူးဆန်းတာရှိတယ်ဗျကျွန်တော်တို့ပြည်နယ်မှာကျွန်တော်တွေ့ကြုံလေးပေါ့ကျွန်တော်အခုပြောတဲ့ဥစ္စာလေးကကျွန်တော်တို့ချင်းချင်းကိုစိတ်ဝမ်းကွဲစေခြင်းနဲ့အကြောင်းအရာနဲ့ပြောတော့ကျွန်တော်တို့ဖြတ်သန်းတဲ့ဘဝအတွေ့အကြုံတွေနဲ့ရရှိလာတဲ့အားလေးကိုကျွန်တော်မျှဝေခြင်းတာဖြစ်တယ်အဲ့ကျွန်တော်တို့ပြည်နယ်မှာဆိုကျွန်တော်တို့နိုင်ငံမှာဆိုပြင်သစ်စကားပြောတဲ့လူတွေရှိတယ်ကိုမြင့်ကြီးပြင်သစ်စကားပြောတဲ့ပြည်နယ်တခုဟာနော်ကျွန်တော်တို့ကအခုပြောမလားပြောရင်အခုအရင်ကကျွန်တော်တို့ကိုသဘောတူညီချက်နဲ့ဒီလွတ်လပ်ရေးမတိုင်ခင်တည်းကကျွန်တော်တို့ကဒီကရင်လက်နက်ကင်မွန်လက်နက်ကင်ရှိပြီးသားပြောတယ်မွန်ကရင်တနင်္သာရီတိုင်းမှာအဲ့ရှိတယ်ကျွန်တော်တို့တက်ခွဲ3ခွဲတောင်းတာမွန်ကရင်မှာတက်ခွဲ3ခွဲတောင်းကရင်တက်မတော်ရဲ့ကရင်တက်ခွဲ1ခွဲရဲ့မွန်တက်ခွဲခြားတိုင်းသားတက်ခွဲ1ခွဲ3ခွဲတောင်းအဲ့ဒါကိုတက်ခွဲကိုတောင်းလာပြီးကြာမှအဲ့တော့ဖြတ်တဲ့ပြည့်စည်တဲ့ခါကြာမှတစ်ချင်းတိုးမှုပို့ချလာတာအဲ့ကနေစပြီးတော့ဒီကတောင်းလိုက်ပြည်တော်စုမှာပါဝင်တဲ့တပ်တွေကိုအာဏာနဲ့သိမ်းတာတိုက်ပြသူကပြည်တော်စုမှာပါဝင်ကျွန်တော်တို့ဒီပြည်တော်စုတပ်မတော်တည်ထောင်မှုတော့ပြည်နယ်တပ်မတော်တည်ထောင်ပေးရအဲ့ဒါမှလူမျိုးအလိုက်တက်ခွဲတစ်ခွဲတောင်းလူမျိုးလိုက်တက်ခွဲတစ်ခွဲတည်တောင်းတယ်ဘုံကတက်ခွဲတစ်ခွဲပေးတယ်ကရင်ကတက်ခွဲတစ်ခွဲပေးတယ်အခြားတိုင်းရင်းသားတွေကတက်ခွဲတစ်ခွဲပေါ့သူက3ခွဲယူသွားတယ်ပြည်နယ်မုံကရင်မှာ3ခွဲယူတာအဲ့ဒါကိုကချင်ဟိုမှာစင်တိုက်ရင်ကမွန်ပြည်နယ်ကိုပို့တယ်ဘိုးရနောင်တို့ကဒီမှာလာပြီးတော့မွန်ပြည်နယ်မှာမွန်ရင်းတွေကကျွန်တော်တို့အဲ့မှာဒီမွန်ကရင်နဲ့အခြားဒီမွန်ပြည်နယ်မွန်တပ်နဲ့အဲ့ကရင်တပ်နောက်တော့အခြားတပ်ခွဲပေါ့3ခွဲကိုညှက်တိုက်ကြအဲ့ဒီပြဿနာတွေအခုတို့သိဖို့လို့အဲ့ကနေပြိခဖြစ်တာအဲ့ကနေရပါကျွန်တော်တို့ကတချို့နေသားကျွန်တော်တို့အနာဟောင်းကိုကျွန်တော်တို့ကအနာဟောင်းတွေကိုဥစတော့ပြောတယ်ဗျအဲ့လိုပဲကျွန်တော်တို့ဒီလွတ်လပ်ရေးရတော့ဗျာ
ကျွန်တော်တို့ကအဲ့ဒီခေတ်တော့ကဒီကွန်မြူနစ်ဝါဒတွေကြီးစိုးတာဟုတ်ဗျကွန်မြူနစ်ဝါဒတွေကြီးစိုးတော့ဒါပေမဲ့ကျွန်တော်တို့ဒီလူလာရေးရပြီးနေဒီမှာဒေါ်နယ်စမစ်ဒေါ်လာမသိဘူးကာဝေးချုပ်ဖြစ်တော့လေကရင်တနကန်လို့ဘာလို့တနကန်လို့ရှိပါဟုတ်မလားချင်းတနကန်လို့ရှိပါအဲ့ဒါပေမဲ့တောကိုတော့ကရင်တွေကစမစ်တုံဖြစ်နေချိန်မှာတောကိုနေချိန်မှာအဲ့လူတွေကပါသွားတော့ဒီကတိုင်းသားတွေဒီအစိုးရကဘယ်လိုခံစားရမလဲဆိုတာပြန်စဉ်းစားကြည့်နေချိန်မှာဘယ်လိုခံစားရမလဲအဲ့တော့တိုင်းသားလူမျိုးတစ်မျိုးတည်းကိုဖွဲ့စည်းတာနဲ့တတ်တွေကဘာဖြစ်တတ်တယ်ဆိုရင်အများအားသူ့မှာအနေနဲ့ကြည့်တယ်ကျွန်တော်တို့ငငယ်တော့ဟိုဘုရားသုံးစုမှာကျွန်တော်တို့တက်တွေဖွဲ့တော့ကျွန်တော်တို့ဘက်က1 or 1လို့1 or 2လို့ဖွဲ့ထားတာဟုတ်ကျွန်တော်1 or 2ဆို1 or 1တော့မပေါအောင်ကွာ1 or 1ဆို1 or 2အော်ဝန်ပြည်တွေကြာသွားလို့ဒီမှာကျွန်တော်1 or 2မှာလက်နဲ့မရှိဘူး1 or 1မှာတက်တော့ဟာဘာလို့ပေးရမှာလဲဆိုတာဒါမျိုးပြတာဘာပြလို့လဲဆိုအစွဲပေါ့ဗျာအစွဲကဒီအစွဲတွေကဖြောက်ပြသိခက်တယ်ဒါကြောင့်ကျွန်တော်တို့ကဒီတိုင်းသားအစွဲတော့တိုင်းသားအစွဲမဟုတ်တော့ဒါ ABS တိုက်ရင်တင်းနေမှာတော့ဖြစ်နေတော့1 or 2လို့1 or 1လို့ဖြစ်ပေါ်ဖို့လို့ဟာအမန္တဘလောလို့ဒီဥစ္စာတွေအစစ်စစ်ကွဲနေကြဒီကကွဲမှာပဲအဲ့တော့ကြောင့်ဒီကျွန်တော်တို့ကဒီတိုင်းသားအားလုံးကFederal စနစ်ကိုသွားမယ်ဆိုပြီးဒီ Federal စနစ်ကိုလုံးနေတာဒီပါလီမန်ထဲမှာလာပြီးတော့ဆွေးနွေးရမှာဗျာမင်းအောင်နိုင်လည်းပြီးလို့မရဘူးခင်ဗျားလည်းတောင်းယူလို့မရဘူးခင်ဗျားလည်းတောင်းလို့မရဘူးမင်းအောင်နိုင်လည်းပြီးလို့မရဘူးပါလီမန်ထဲမှာလာပြီးတော့ Federal ရဲ့အနိအာဏာတော့ဘာကြောင့် Federal လိုချင်ရတယ်အဲ့တော့ဒီသူကဒီလွတ်တော်အမတ်တယောက်က Federal ရပါစေလို့တောင်းဆိုရင်တော့သူ့မှာ referendum လုပ်အောင်သူ့ပြည်သူကနေပြီးတော့ဒီငါတို့ကဒီကနေပြီးတော့မလိုချင်သေးဘူးဆိုတာရှင်းရှင်းသူ့မှာအစင်းလုံးဖြစ်နေပြီဟုတ်ကျွန်တော်တို့ဒီဘုရားအောင်စားလွတ်လပ်ရေးယူသူပေါ့ဟာမင်းနိုင်ငံအစင်းသင်းမဖြစ်သေးဘူးဆိုအားမဟုတ်ကျွန်တော်ယူဖြစ်နေဥစ္စာပေါ့အဲ့လိုပေါ့စင်းသင်းမဖြစ်သေးတာတွေရှိတယ်ကျွန်တော်အဲ့တော့ဥပမာတစ်ခုပြောပြရင်ကျွန်တော်တို့လည်းဒီလိုပဲကျွန်တော်ပြည်နယ်မှာဒါပြောဆိုကောင်းတဲ့နိုင်ငံသမားတယောက်ရှိတယ်သူကပြင်သစ်ပေါ့ဗျာပြင်သစ်နိုင်ငံမှာပြင်သစ်လူမျိုးပေါ့ပြင်သစ်လူမျိုးပေါ့ကနေဒါပေါ့ကနေဒီယန်မှာပဲသူတို့ကပြင်သစ်ဘာသာစကားကိုပြောတယ်ပြင်သစ်ဘာသာစကားပြောတော့အများနဲ့ခွဲထွက်မယ်ဆိုတော့ကျွန်တော်ပြည်နယ်ကအဲ့ချိန်ချမ်းသာတော့ဗျာသူ့နိုင်ငံမှာသူ့ပြည်နယ်မှာရှိနေရော်ကျစ်တွေအားလုံးတားမောင်းရှိတာရော်ပေးတယ်ဗျာမခွဲထွက်ပါနဲ့ဗျာဆိုတော့စေတနာနဲ့လုပ်ပြီးတော့အဲ့ပစ္စံကိုသူယူလိုက်တယ်ပြီးလို့ရှိရင်နောက်လာတော့ခွဲထွက်အောင်မလုပ်ပြန်ခွဲထွက်မယ်ဆိုအစိုးရခေါင်းကိုက်ရတယ်ခေါင်းကိုက်လာတော့အစိုးရလည်းမင်းကဒီလောက်ထိကွာငါတို့လည်းမင်းတို့လိုလာလေကုန်ပေးနေပြီမင်းလည်းဒီတော့ခွဲထွက်အောင်မယ်လို့တတ်လို့ရှိရင်ကဲကွာ referendum လုပ်ပါဆိုတော့ referendum တခါလုပ်တယ်သူရှုံးတယ်နောက်တစ်ခါ referendum လုပ်တယ်သူပြည်နယ်သူရှုံးတယ်ပဲနောက်ပြီးတော့သူရှက်ပြီးတော့နိုင်ငံရေးလောကထွက်လိုက်တယ်သူရှက်ပြီးတော့ဒါကြောင့်ကျွန်တော်တို့ကတိုင်းရင်းသားခေါင်းဆောင်တွေထဲမှာပညာလဲတတ်တယ်ပတ်စံလဲချမ်းသာလိုက်တိတ်ကြောက်ဖို့ကောင်းတယ်လူတယောက်ကပညာတတ်တာလို့ချမ်းသာလာလို့ရှိရင်ပါဝါရှိအရန်ကြောက်ဖို့ကောင်းတယ် तू ပြောတဲ့စကားတွေကကျွန်တော်တို့လည်းဒီတိုင်းပဲတော့ကျွန်တော်တို့ကအဖွဲ့အစည်းမှာရွေးချယ်မှုမှာမပါခဲ့လို့ရှိရင်ငါတို့မုံဝါဆိုတော့ဖြစ်သွားပြန်အောင်ကျွန်တော်တို့ကိုယ်တိုင်ကမယိုးသားဘူး dishonest person ဖြစ်တယ်ကျွန်တော်တို့ကယိုးသားပြီးတော့အခု21ရာစုမှာပူပေါင်းဆောင်ရွက်ခြင်းနဲ့စိတ်ကိုယ်မွေးပါပူပေါင်းဆောင်ရွက်ခြင်းနဲ့စိတ်ရှိလိုက်ရင်ကျွန်တော်တိုင်းပြည်တိုးတယ်ကျွန်တော်ပြောပူပေါင်းဆောင်ရွက်ခြင်းနဲ့စိတ်မရှိဘူးအဲ့တော့ပြောသလိုတော့ခုနဟိုမှာဥစ္စာလေးခုနဟိုမှာဟိုကိုမေးတဲ့ဥစ္စာကိုအခုကျွန်တော်အဲ့လုံများနေလို့ तू ကဘယ်လိုခေါ်မလဲဆိုတော့ကျွန်တော်တို့ပြည်နယ်တွေမှာလည်းရှိတယ်စစ်တပ်တွေကကျွန်တော် US မှာဆိုရင်သူတို့ army ဆိုတာလည်းရှိတယ်နောက်ပြီးတော့အဲ့အနေမှာထပ်ခွဲပြီးတော့ marine တွေဆိုတာလည်းရှိတယ်ဒါပေမဲ့ပြည်နယ်တွေမှာရှိတဲ့ဥစ္စာတွေကိုဒီကျွန်တော်ကဘာနာနေပြီးတော့ဟိုလှုပ်တဲ့ဥစ္စာပေါ့သူဟိုဘယ်လိုခေါ်မလဲ national guard လို့ခေါ်တော့ဒီမှာကတော့ तू ကဘယ်လိုခေါ်မလဲဆိုတော့ဒီကျွန်တော်တို့ဒီဟိုကနေပြီးတော့ပြည်အောင်စုအစိုးရလိုအပ်လာလို့ရှိရင်အဲ့စစ်တပ်တွေကိုပို့ပေးရတယ် national guard တွေကိုဒီမှာတော့ national guard လို့ခေါ်တယ်အခုလေကျွန်တော်တို့မြန်မာပြည်မှာကတော့ဟိုပါလဲ border guard ဆိုပြီးလှုပ်ထားတာရှိတယ်လေသူအဲ့လိုနဲ့သွားဆင်တယ်အဲ့ဒါဒီ US မှာရှိတဲ့ state တိုင်းမှာကတော့ national guard ဆိုအကုန်ရှိတယ်ခုနအကိုပြောရတဲ့ဥစ္စာကိုကျွန်တော်ပြောပြတာဒီမှာနဲ့နည်းနည်းတချို့ဥစ္စာတွေကျတော့ကျွန်တော်တို့ကောင်းတဲ့ဥစ္စာလေးအတုခိုးလို့ရတာကိုပြောတာခုနအကိုပြောသလိုပြည်နယ်တွေကပဲစစ်တပ်ကိုဟိုဒီကနေပြီးတော့ပို့ပေးရမှာလားမဟုတ်ဘူးသူကပြည်အောင်စုစစ်တပ်လည်းရှိနေတယ်ခုနလိုမျိုးUS Army ဆိုတာရှိတယ်အဲ့အနေမှာခုနချိန်မြန်တက်ရင်ဆိုတဲ့ပုံစံမျိုးဟို marine တွေလည်းရှိတယ်နော်ခုနရေတပ်လေတပ်အကုန်ရှိတယ်အဲ့ဒီအပြင်ကိုသူ state တိုင်းမှာလည်း national guard ဆိုပြီးရှိသေးတယ်ကိုနန္ဒပေါ့နော်ပြောကိုနန္ဒကကျွန်တော်ပြောပြမှာပေါ့နော်ဒီကျွန်တော်တို့ line ပေါ်မှာတော့ခြင်းရင်ကျွန်တော်တို့လက်တွေ့ကြလုံနေတဲ့လူပြန်မေးရတယ်ပေါက်ကရ40လော်လို့ရှိရင်ပြဿနာမပြီးဘူးကျွန်တော်တို့ကတကယ်တီထောင်နေတဲ့လူတွေဖြစ်ကျွန်တော်ကိုလူမျိုးရေးအစွန်းရောက်တယ်လို့ပြောတဲ့လူတန်းစီပါရိုက်ချင်တာကျွန်တော်အမျိုး3,200,000ရှိတာမြန်မာမွန်စကားတတ်တာ3,200,000 1,200,000ပဲကျန်တယ်ဆိုတွက်ကြည့်ကျွန်တော်မွန်လူမျိုးအစွန်းရောက်နေတာဘယ်လိုအစွန်းရောက်
အေးမဟုတ်လေခင်ဗျား တန်းစီပြီးပါရောက်ကျွန်တော်လည်း ခင်ဗျားလည်းကျွန်တော်ပြောပြလိုက်မယ်အဲ့လိုပြောပြလိုက်မယ်ခင်ဗျားတို့ကဥမာမုံကနေကရင်ကိုယူလိုက်ခင်ဗျားမုံလို့မတတ်မှတ်ဘူးလေခင်ဗျားတို့ကအဲ့တော့ခင်ဗျားတို့လူမျိုးတွေကခွဲထွက်သွားတော့ကျွန်တော်တို့ကဒီမှတ်ပုံတင်မှာကြည့်လိုက်ကျွန်တော်မွန်စစ်ကျွန်တော်မှတ်ပုံတင်မှာမိုးပမာလို့လည်းရေးထားတာလဘကယုံကရေးထားတာမွန်ပမာတဲ့ခင်ဗျားမှမူတည်တယ်အဲ့လေခင်ဗျားမုံလို့ပြောမုံလို့ပဲရေးမှာဒါကြောင့်မို့ကျွန်တော်ကပြောတာမင်းကျွန်တော်ကပြောတာကျွန်တော်တို့နိုင်ငံမှာကကျွန်တော်ပြောပြမယ်ကျွန်တော်တို့နိုင်ငံမှာကိုတတ်မှလို့မရအဲ့ဒါကိုလူမျိုးကိုတတ်မှလို့ရှိလို့ရှိရင်ဆိုဟိုလူကတစ်မျိုးဒီလူကတစ်မျိုးပြောတာကျွန်တော်တို့ကတော့ဘာပဲဖြစ်ပဲအသွေးသားကအသွေးသားပဲကျွန်တော်တို့ကျွန်တော်ပြောလို့ရှိရင်ဒါမင်းကဘာဖြစ်တယ်ညာဖြစ်တယ်ကျွန်တော်ပြောတယ်မင်းကကျွန်တော်ဗမာလို့ပြောတယ်ကျွန်တော်ပြောငါဗမာမဟုတ်ဘူးငါမွန်ဒါကျွန်တော်အသွေးသားကကျွန်တော်လူမျိုးရဲ့အစွန်းရောက်တာမဟုတ်အထောင်ခိုကတ်နေတဲ့လူတွေအများကြီးရှိတယ်ကျွန်တော်နိုင်ငံမှာနိုင်ငံအလုပ်ကိုမလုပ်ပဲဒါကြောင့်မို့သူကအခွင့်အရေးပဲတောင်းတာကိုတောင်းတဲ့အခွင့်အရေးကိုကိုယ်တိုင်မလုပ်ဘူးစီမီစီကတော့ချပေးတယ်ကိုယ်တိုင်လုပ်ဖို့မစင်စားကြတဲ့အကြောင်းကိုကျွန်တော်ပြောနေတာနော်အဲ့ဒါကြောင့်မို့ကျွန်တော်ကပြောတာကကျွန်တော်တို့စာကိုကျွန်တော်တို့တင်တာကျွန်တော်တို့အပြစ်လားမဟုတ်အဲ့ဒါကိုကျွန်တော်တို့အဆုံးရောက်ကျွန်တော်တို့စကားကိုကျွန်တော်တို့ပြောတာကျွန်တော်တို့အပြစ်လားကျွန်တော်တို့ဒီနိုင်ငံမှာအပြစ်မဟုတ်ကျွန်တော်တို့ကအဲ့ဒါကဟုတ်တယ်ဒါတော့ကျွန်တော်တို့ကလက်ခံတယ်ကိုယ့်ဘာသာစကားကိုလွတ်လပ်စွာသင်ကြားပိုင်ခွင့်တော့ရှိတယ်ဒါပေမဲ့ယနေ့ချိန်ထိနှစ်95နှစ်ရောက်တဲ့ချိန်မှာယနေ့မြန်မာနိုင်ငံသားမှတ်ပုံတွေဆိုတာလည်းမရှိဘူးအဲ့နေဆက်မှနေတဲ့လူကဘာကြောက်လဲအဲ့တော့ဗမာစကားပြောရင်လည်းနားမလည်ဘူးဒီလူကိုမြန်မာနိုင်ငံသားဖြစ်သတ်မှတ်တာမြန်မာနိုင်ငံထဲမှာနေရောနေတယ်ဒါပေမဲ့သူကမြန်မာနိုင်ငံသားမဟုတ်ဘူးဒီအင်္ဂလန်လို့ဒီနိုင်ငံလေးမှာဖက်ဒရယ်နိုင်ငံလေးမှာကိုယ့်ဘာသာတယောက်ကလည်းတယောက်သူ့အိမ်မှာသူစကားပြောကြတော့တယောက်ကျောင်းလေးရှိတယ်ပြင်သစ်ကျောင်းလေးရှိတယ်ကလားကျောင်းလေးရှိတယ်ကျိုင်းတဲ့ကျောင်းလေးဒီမှာလည်းဗမာစကားသင်နေလဲရတယ်မွန်စာကင်းစာသင်လဲရတယ်ဒါပေမဲ့ခင်ဗျားဒီစီတီဇင်ကတ်ကိုဖြင်းတဲ့အချိန်မှာခင်ဗျအင်္ဂလိပ်လိုတော့ပြောမှာသူရဲ့နိုင်ငံတော်ရဲ့ရုံးသုံးဘာသာစကားကိုတော့ခင်ဗျရေးတာပြုတာရမယ်ရေးတာပြုတာမှလည်းခင်ဗျအဲ့တော့လက်မထိုးလည်းခင်မရှိတော့ဘူးလက်မထိုးနေတဲ့အတွက်ကြောင့်ခင်ဗျတို့မှင်းနေကုန်တယ်ဗျမှင်းနေကုန်တော့တိုင်းပြည်ကပစ္စနာတယ်ဒီမှင်းနေသုံးနေရတဲ့ကြောင့်မဲပြင်းမှင်းသုံးနေဆိုတော့အရောက်တရားဆိုဒီမှင်း6ဝိုင်းအဲ့တော့ခဲတံလေးနဲ့ပြောလို့ရှိရင်ကိုဖတ်တတ်တဲ့အတွက်ကြောင့်ကိုခဲတံနဲ့ချစ်လို့ရှိရင်ခဲတံကြောင်း5ကြောင်း4ပိုင်း5ပိုင်းခွဲပြီးတော့လုပ်လို့ရှိရင်လူတိုင်းသုံးလို့ရတယ်မြန်တယ်ဒါလည်းခက်ဒီ supply chain မှာပေါ်ပေါက်လာတော့ဤပညာတွေပေါ်ပေါက်လာတော့ခင်ဗျားတို့အချိန်မပေးနိုင်တော့ဘူးခင်ဗျားလက်မှတ်ထိုးဖို့အတွက်လူတယောက်တော့လိုက်ပါနေရအောင်ခင်ဗျားလက်မှတ်နှိပ်ဖို့အတွက်ဘာလို့ခင်ဗျားဒီနိုင်ငံနေပြီးတော့ဒီပမာစကားမပြောတတ်ပြီးတော့ခင်ဗျားကိစ္စကိုဂျားလူတယောက်လိုက်ပါနေရတယ်အဲ့လိုမဟုတ်တော့ဘူးဒီနိုင်ငံကနေမြန်မာနိုင်ငံကနေတော့ဆိုရင်ရောမြန်မာနိုင်ငံရဲ့ရုံးသုံးဘာသာစကားကိုတော့လူတိုင်းကရေးတာဖတ်တာမယ်လက်မှတ်ထိုးရုံနဲ့မရတော့ဘူးအခုကကျွန်တော်တို့ကတရားဥပဒေစိုးမိုးရေးဆိုတာအတူကိုသိတာဆိုရင်ကျွန်တော်တို့ကနေပြီးတော့အဲ့အားနာတာပဲဖြစ်နေတနာညာတာတတ်တာဖြစ်ပြီတရားဥပဒေစီမင်းစည်းကိုကျွန်တော်ချိုးပေါက်တာဒါကျွန်တော်အားနာလိုက်တာတနာလို့အမှန်တရားတွေမပြောလိုက်ရင်မင်းကဒီနိုင်ငံရဲ့စီစဉ်တယောက်ဖြစ်အောင်အရင်နေထိုင်ရမယ်ပြီးတော့မင်းရဲ့ identity ဖြစ်နေမို့ကိုမထိန်းသိမ်းတာ appreciate ဖြစ်တယ်ကျွန်တော်တို့ကနှစ်တော့အားရဖြစ်ဟုတ်ကဲ့ဟောမင်းလူမျိုးမထိန်းသိမ်းမင်းရင်တင်မှုပေါ်တော့တာချင်းတတ်တယ်ဝန်တာဒီမှာနေပြည်တယ်ဒီနိုင်ငံမှာနေပြည်တွေကသူတို့ဘာသာစကားကိုသူတို့ပြောတယ်ဒီမိခင်ဘာသာနိုင်ငံသူတို့နိုင်ငံစကားကိုသူတို့ပြောတယ်ဒါပေမဲ့သူတို့ကအင်္ဂလိပ်လိုလည်းပြောတယ်ဒါပေမဲ့အင်္ဂလိပ်စကားတတ်တာမဟုတ်သူတို့သင်ယူတယ်ဒီနိုင်ငံအဖွဲ့နဲ့အကြောင်းတွေကိုလုပ်တယ်လုပ်ပြီးတော့သူတို့သင်ကြတယ်ကျွန်တော်တို့ကကိုယ်နိုင်ငံမွန်ပြည်နယ်မှာနေပြီးတော့မွန်စာပဲသင်တော့မယ်မွန်စကားပဲသင်တော့မယ်ဗမာစကားကိုမသင်တော့ဆိုရုပ်တရက်ကြည့်တော့မသိတာဘူးရုပ်တရက်ကြည့်ရေစင်မှာခင်ဗျားကကင်းနဲ့စကားပြောလို့မရဘူးကြားမှာ communication တခုလိုနေတယ်ဗမာနဲ့လည်းစကားပြောလို့မရဘူးစကားပြောလို့မရတော့တယောက်တော့ရန်သူဖြစ်နေပြီတယောက်တော့ဆက်တော်လို့မရဘူးခင်ဗျားပြောတာကျွန်တော်နားမလဲကျွန်တော်ပြောသူနားမလဲဖြစ်နေပြီအဲ့တော့ကြောင့်အန္တရာယ်ရှိတယ်အဲ့တော့ကြောင့်ဒီနိုင်ငံမှာနေဒီဘာသာစကားကိုတော့ရေးတာဖတ်တတ်ဖို့ကလူတိုင်းမှာတာဝန်ရှိတယ်အဲ့ဒါစီတင်တယောက်ရဲ့အရေးချင်းနိုင်ငံသားတယောက်ရဲ့အရေးချင်းကိုယ့်ဘာသာစကားကိုကိုကဝေးကိုရင်ချင်းကိုတရေထင်းစာကိုပေါ်ထုတ်ပေးတယ်လုပ်ပေးတာတော့ကျေးဇူးတင်တယ်ဒါအရင်ချင်းမှုကိုထိန်းတာပြတာကျေးဇူးအများကြီးတင်တယ်ဒီလိုမျိုးစဉ်းစားပေးရမှာအခုကရခိုင်မှာပဲကြည့်ရခိုင်စကားပဲတင်မယ်ဆိုပြီးတော့ထွက်သွားကြတယ်ဗမာစာအောင်မတင်ဘူးဗမာလူမျိုးကြီးဝါဒဆိုပြီးတော့ကျွန်တော်တို့ကဟိုဘက်ကို brain လုပ်ပြီးတော့ကျွန်တော်ရက်လိုက်တာတကယ်တော့ကျွန်တော်တို့က racist ဖြစ်နေတယ်ကျွန်တော်တို့ကလည်း racist ဖြစ်နေသူနဲ့မပေါင်းဘူးဆို racist လုပ်နေတာကိုလူနည်းစုကနေပြီးတော့ကျန်တဲ့လူမျိုးရေးအဖြစ်မဆက်ဆံဘူးမပတ်သက်ဘူးဆိုတော့
လုံနေတာအဲ့ဒါတွေးခေါ်တယ် โอเคကိုနာပြော အဲ့တော့ကိုပြောတာကြီးပဲကိုလိုချင်တိုင်းပဲကိုမပြောနဲ့ခင်ဗျားရှိတဲ့အချိန်ခါနဲ့အခုချိန်ခါနဲ့မတူဘူးကျွန်တော်တို့မွန်ပြည်နယ်မှာဘိုးအမျိုးသားကျောင်းอ่ะ33ကျောင်းရှိတယ်နော်ကရင်အမျိုးသားပညာကျောင်းอ่ะ289ကျောင်းရှိတယ်မွန်အမျိုးသားပညာကျောင်း290ရှိတယ်အဲ့ဒီကျောင်းကခလေးတာဘာသာ2ခုတတ်တယ်အင်္ဂလိပ်တတ်တယ်ဗမာတတ်တယ်မွန်တတ်တယ်ကရင်မျိုးသားရေးပညာကျောင်းမှာအင်္ဂလိပ်တတ်တယ်အင်္ဂလိပ်သင်တယ်နော်ကရင်စာသင်တယ်အဲ့ဒါဗမာစာသင်နော်ပို့တယ်ထိုနည်းတူပါတယ်3ဘာသာသင်နေတယ်ဒါပေမဲ့အဲ့ဒီဗမာကျောင်းမှာတစ်ကျောင်းပဲဗမာဘာသာတစ်ထောင်တစ်ခုပဲသင်တာတော့ကျွန်တော်တို့ကဘာလုပ်လဲဆိုရင်ကျွန်တော်တို့ကသိကြကျွန်တော်တို့စာပေလဲလူမျိုးမိခင်စာပေကိုလဲသင်သွားတယ်အဲ့ဒီပြည်တော်စုဆိုတဲ့ပြည်တော်စု3မဲ့စာအများသိတဲ့စာကိုလဲသင်သွားတာအဲ့ဒါတွေကျွန်တော်တို့လိုချင်တာကကျွန်တော်တို့မိခင်စာတွေသင်ကြမှာတဲ့အတန်းကျောင်းမှာဆိုတော့ကျွန်တော်တို့ကောက်ွက်အဲ့ဒါကဘာလို့ဖွဲ့စည်းပုံခြေခံဥပဒေမှာရေးဆွဲထားတာလူမျိုးတစ်မျိုးတိုင်းရင်းသားတို့ရဲ့နော်စာရဲ့စကားရဲ့ယဉ်ကျေးမှုရဲ့အမှုပညာရဲ့မြင့်တင်ပေးရမယ်ဆိုတဲ့စကားတွေပြောတာပြောရတဲ့အခါကျတော့တကယ်အကောင့်ထဲပေါ်ကြတော့မပါလာဘူးစာအုပ်ထဲမှာရေးထားတာအဲ့ဒါကြီးကိုအကောင့်ထဲမပေါ်ဘူးနဲ့ဒီဥပဒေကြီးကိုလည်းမပေါ်ပြဘဲနဲ့မပြောပြဘူးဒီကတိုင်းရင်းသားတွေဒီဗမာတိုင်းရင်းသားကလို့အခြားတိုင်းရင်းသားတွေဒါတွေမြင့်တင်မှုတောင်းလို့ရှိရင်အစွန်းရောက်တယ်ထားအောင်ဆိုတော့ဘာလို့ဥပဒေမှာပြထားတာလဲအဲ့ဒါကောင်းပါတယ်ဒီကနောက်တစ်ခုကကျွန်တော်တို့ဒီမှာခင်ဗျားတို့ကကျောင်းနေပြည့်တယ်ကလေးတွေကိုကျောင်းနေပြည့်ပြီးတယ်ကျောင်းနေပညာသင်တယ်ဒီအချက်ကပါဒါကြောင့်ခင်ဗျားကျောင်းဆရာလုပ်တဲ့သူတယောက်ကကလေးတွေကိုပညာသင်တာဒီကလေးတွေရဲ့ခင်ဗျားရဲ့ရည်ရွယ်ချက်ပါဒါကိုမေးရတော့မယ်ကျွန်တော်တို့ရဲ့ပညာရေးကနှိမ့်ကြတယ်ဆိုတာဒီနိုင်ငံတွေကကလေးတွေကိုပညာသင်ပေးတယ်ဆိုတာဘုသူရတွေပေးဖို့သူကအရွယ်ရောက်လာတဲ့အချိန်မှာအဲ့ဒီလူ society ထဲမှာအဝင်ခွင်ကြလောက်ကင်တော့သူခြေတော့ပေါ်သူရက်တည်နေအောင်ဆိုပြီးတော့ပညာသင်ပေးရရွယ်ချက်ဖြစ်တယ်ကျွန်တော်တို့ကဘာသာစကားကြီးကိုသွားပြီးတော့လုပ်ရမို့ဒီမှာဘုသူရတွေပေးတယ်ပညာကျောင်းသားတွေပြောပညာတွေပေးတယ်ဆိုတော့သူအရွယ်ရောက်လာတဲ့ချိန်မှာသူခြေတော့ပေါ်သူရက်တည်နေအောင်ဆိုတော့ရွယ်ချက်နဲ့ကျောင်းတွေဖွင့်ပြပညာသင်တာကျွန်တော်တို့ကအဲ့ဒါအဲ့ဒီရွယ်ချက်ကိုပျောက်ပြီးတော့ကျွန်တော်တို့လိုချင်တာကျွန်တော်တို့ဆွဲပြောနေကြတာကျွန်တော်တို့ဒါကိုစောပညာရေးလို့ဘာလို့တက်ကိုထိမှရောက်လာတယ်ဒါကသူကကျွန်တော်ပြောပြမယ်ဗျဒီလူတယောက်မှာဒီဘာသာစကားကိုအရန်လေ့လာနေလို့ရှိရင်သူ့ရဲ့လုပ်ငန်းဝင်အကြောင်းတွေလေ့လာဖို့မေ့သွားတယ်အကြောင်းတွေမေ့သွားတယ်တော့သူကအချိန်အများကြီးပေးနေရတာဒီဘာသာစကားနဲ့ပဲသွားလို့သူလုပ်ငန်းဝင်အကြောင်းတွေမေ့လို့ပေါ့ဒီအကြောင်းကျွန်တော်တို့ကဘာသာစကားကိုကျွန်တော်တို့ကဒီတိုင်းသားတွေဘာသာစကားမသိရဘူးမဟုတ်တိုင်းပြည်ချမ်းသာအောင်တော့ကြိုက်တာလို့ကိစ္စမရှိဘူးတိုင်းပြည်ချမ်းသာတော့တိုင်းပြည်ဆင်းရဲနေတယ်ဒါကြောင့်လက်နက်ကန်တဲ့အင်အားစုတွေကျွန်တော်စောပြောသလိုတရားဥပဒေစိုးမိုးမှုဆိုတာအဲ့ဒါပဲကျွန်တော်တို့တရားဥပဒေလုံခြုံရေးတွေမထိန်းသိမ်းနိုင်ဘူးမထိန်းသိမ်းရတော့ကျွန်တော်တို့နိုင်ငံမှာအများကြီးပြောင်းပြဿနာကြီးရှိအများပြဿနာဖြစ်တယ်ကျွန်တော်တို့အခုတော့စောအကိုဝနာပြောတာကျွန်တော်လက်ခံခစ်စနစ်ကပြောင်းသွားခစ်စနစ်ပြောင်းသွားနေမှာကျွန်တော်နောက်ပြန်မသွားနဲ့ရှေ့ကိုတက်နောက်ပြန်မသွားနဲ့တော့ကျွန်တော်ပြောပြတာကျွန်တော်တို့နေဆက်မှာကြုံတွေ့ခဲ့ရတယ်ကျွန်တော်တိုင်းသားတွေကျွန်တော်မြည်ကြတယ်ဘာမှစကားပြောမတတ်ဘူးကျွန်တော်ကိုယ်တိုင်တောင်းသားမှာမောင်ကိုလောက်တယ်ပေါ့ဗျာခုဆိုမောင်ကိုပေါ့အနည်းကိုသွားတယ်ကျွန်တော်စကားဈေးဝယ်တင်တယ်စကားပြောမတတ်ဘူးသူနဲ့ကျွန်တော်ဘယ်လိုစကားပြောမလဲဒီအနည်းကမော်လိုင်းနည်းနည်းလေးပဲဝေးတာစကားပြောမတတ်ဘူးမုံလိုပဲပြောတတ်တယ်ဆိုတော့ကျွန်တော်ကသူနဲ့စီးပွားရေးလုပ်လို့မရဘူးကျွန်တော်လာလဲသူ့အတွက်အန္တရာယ်ရှိတယ်သူ့အတွက်လည်းကျွန်တော်တို့အန္တရာယ်ရှိတယ်သူနဲ့ကျွန်တော်နဲ့ fix မဖြစ်လို့ကြောင့်ဒီ relationship တခုမှမအောင်မြင်တော့စီးပွားရေးလည်းလုပ်လို့မရဘူးနိုင်ငံရေးလည်းလုပ်ဘာမှလုပ်လို့မရဘူးလူမှုရေးလည်းလုပ်လို့မရဘူးဟုတ်ဆိုကျွန်တော်ပြောတော့သူနားမလဲသူပြောတော့ကျွန်တော်နားမလဲဖြစ်ကုန်ကြတယ်အဲ့ဒါတွေကအန္တရာယ်ရှိတယ်အဲ့တော့ကျွန်တော်ကစကားပြောခြင်းလေနော်ပြောခြင်းလေဆိုတော့ဘာခုမှကျွန်တော်ဗမာပြည်မှာပေါ့နော်အခုဗမာပြည်ပြောဘယ်လိုမြန်မာပြည်ပြောဘယ်လိုပြောခြင်းလားပြောကြပါဗျာတိုင်းသက်135မျိုးရှိတယ်နော်ဘာစကားက135မျိုး꿰တယ်ဒီတိုင်းပဲအိန္ဒိယမှာလည်းပဲလူမျိုးပေါင်းစုံရှိတယ်ဒီဘာစကား꿰မှုတွေအများကြီးရှိတယ်နော်ဒါအိန္ဒိယလည်းပဲကိုလူလောက်ကဖြစ်ဖြစ်တယ်ခဏနေ135မျိုးစလုံးကခဏနေ135မျိုးစလုံးကလူတွေရှိတာမဟုတ်မဟုတ်ခဏနေတယောက်ပြပြီးတယောက်မဟုတ်အငိကလုံးမဆိုရင်ငါတို့စကားပြောလို့မရတော့ဘူးအတိတ်ပဲလွဲသွားတယောက်မဟုတ်ခဏနေဦးနေတယောက်ပြောပြီးတော့မှတယောက်ပြောတာပုံပြီးရင်ချင်းမှုရှိလိမ့်မယ်ပြောပါလူပြောမဆိုငါတို့ဘာမှပြောလို့မရကြဘူးအဲ့တော့တို့နိုင်ငံကလည်းပဲကိုလူခေတ်ကိုရောက်ခဲ့တယ်နော်အိန္ဒိယလည်းကိုလူခေတ်ကိုရောက်ခဲ့တယ်နော်အိန္ဒိယမှာအခုဘုံစကားကဘာစကားသုံးတယ်အင်္ဂလိပ်စကားသုံးတယ်
အင်္ဂလိပ်စကားကအိန္ဒိယရဲ့ရုံးလုံးစကားဖြစ်တယ်နော်အဲ့ဒီဥစ္စာမကောင်းဘူးလားကျွန်တော်တို့ကဒီဘာစကားနဲ့ပတ်သက်ကျွန်တော်အငင်းပွားနေကြမယ်ဆိုကျွန်တော်တို့အားလုံးကင်းကလည်းဗမာစကားကိုသင်မှတင်ပါနော်တကယ်ကဗမာစကားနေအောင်ကိုပြောနေထောင်းလို့နေအောင်ဟုတ်တုံးတော့မကောင်း နေပါနေအောင်နေအဲ့လိုက်ညင်းလို့မရဘူးလေပြောဟုတ်မလားကိုကပြောလို့စကားလိုက်ပြီးစကားနဲ့ဖြစ်သူဖြစ်ကုန်လို့ရှိရင်ရှစ်သက်မဲ့စကားတာအဲ့ဆိုလိုချင်ကဥအိန္ဒိယလူတွေနိုင်ငံကထွက်တယ်နိုင်ငံဆိုဆက်ဆံလို့ရတယ်ပေါ့သူအင်္ဂလိပ်ကရုံးလုံးဖြစ်တဲ့အတွက်ကြောင့်နော်အဲ့တို့ဗမာပြည်လူတွေနော်နိုင်ငံထွက်တယ်ဘာမှနိုင်ငံကလည်းဘယ်လိုဆက်ဆံလို့ရတယ်လဲအဲ့တော့ဘုံဝါဒစခုဘုံစကားထူးငါတို့ကပြောတော့မယ်ပြောလို့ရှိရင်နိုင်ငံရဲ့အကျိုးဖြစ်လူမျိုးတွေရဲ့အကျိုးဖြစ်အောင်ငါတို့ကအင်္ဂလိပ်စကားတစ်ခုကိုဘာသာစခုပုတ်ပြတော့မကောင်းဘူးလားနိုင်ငံကိုဆက်ဆံရလွယ်လေအဲ့တော့ဒီဗမာပြည်ရဲ့စကားကိုအားလုံးကရင်ကရဘုံဗမာရခိုင်ရှမ်းနဲ့အကုန်သိအောင်ငါတို့ကအားလုံးလည်းလွယ်ကူတဲ့စကားတစ်ခုငါတို့ထွင်မကောင်းဘူးလားထွင်မစကားမထွင်ဘူးသိရှိနိုင်ငံကမှသုံးတဲ့စကားကိုငါတို့ရောကဲမြန်မာပြည်ရဲ့ကွာစကားကိုကွာငါတို့အင်္ဂလိပ်စကားတမမဆိုရင်ရောငါတို့နိုင်ငံမကောင်းဘူးလားအဲ့ဒါမဟုတ်ငါတို့ဗမာစကားလည်းပြောကြမဆိုရင်တော့ဟုတ်တယ်ဗမာခဏနေဦးလေအဲ့တော့တိုင်းသားတဲ့ဗမာစကားတက်သေးတယ်နော်ဗမာတွေကတိုင်းသားစကားမတက်ဘူးကွာအဲ့ဒီကအချိန်နဲ့ကွာခြားနေပြီဆိုတော့ကွာပြေးပြီလားပြည့်တဲ့ကိုပြောပြတယ်ပြောရည်ပြောဟုတ်ပြီခုနပြောဆိုအိန္ဒိယတော့ဟုတ်တယ်အိန္ဒိယနဲ့ခုနကမျိုးအင်္ဂလိပ်စကားကိုရုံးသုံးစကားသုံးတယ်ဟုတ်တယ်ဘာလို့အိန္ဒိယမှာနှစ်200လောက်အင်္ဂလိပ်ကအုပ်ချုပ်သွားတာဒီမှာလည်းမြန်မာပြည်လည်းနှစ်100ကျော်အုပ်ချုပ်တယ်ဒါပေမဲ့အခုကမြန်မာနိုင်ငံမှာရှင်းပြောရင်ခုနပြောသလိုအခုလက်ရှိလည်းကိုရိတ်သွားနေတာနှစ်80ကျော်သွားပြီမြန်မာစကားနဲ့ရုံးသုံးစကားသွားနေတာအဲ့ဒါကြီးကိုဖြတ်ပြီးတော့အင်္ဂလိပ်စကားကိုထပ်ထည့်မယ်ဆိုတော့ကိုယ့်ထက်သားတို့မနာလိုတဲ့ထားမဖြစ်နေဘူးလားတိုင်းသားတွေကကိုပြောတာတိုင်းသားတွေဘယ်လိုကိုယ့်ထက်သားထိန်းသိမ်းနေတယ်ခဏနေသူတို့စာပေကိုသူတို့ထိန်းသိမ်းနေတယ်ခုနလိုမျိုးပေါ့မွန်ပြည်နယ်မှာမွန်ပြည်နယ်ဆိုတာလည်းတတ်မှတ်ချက်ပဲခုနသူပြောသလိုပေါ့လူမျိုးပေါင်းစုံနေနေတာပဲမွန်ပြည်နယ်မှာလဲဒါပေမဲ့ခုနလိုမျိုးမွန်ပြည်နယ်လို့တတ်မှတ်ထားတဲ့အတွက်ခုနကဲမွန်စာပေကိုအထူးပြုနေတဲ့ဟိုဖြစ်ချင်တယ်โอเคရုံးသုံးစကားမြန်မာသာဖြစ်မယ်နောက်ပြီးတော့နောက်ဘာသာအချက်တွေရမွန်လိုလဲတင်လို့ရတယ်ပဲမွန်ဘာသာမပြောက်အောင်ခုနမွန်ပြည်နယ်မှာမွန်ရင်ကျဲမှုတွေထွန်းကားလို့ရတယ်ဘယ်သူမှလည်းမကန့်ကွက်ဘူးအဲ့လားမွန်စာပေတွေထွန်းကားလို့ရတယ်ဒါကလည်းကန့်ကွက်စရာမရှိဘူးလက်ခံတယ်ဒါပေမဲ့ရုံးသုံးဘာသာစကားကိုခုနကိုတင်သားပြောတဲ့ပုံစံအင်္ဂလိပ်ပုံဆိုပြီးပြောရတာအဲ့ဒါတော့မသိတော့ဘူးနော်မြန်မာလူမျိုးကြီးဒီမှာရှိနေတယ်မြန်မာလူမျိုးကြီးအများစုမြန်မာလင်းလည်းတက်ကြတယ်ပြောလဲပြောတဲ့တခြားဘာသာစကားကိုကြုံမှပြန်ခံအောင်မယ်ဆိုအဲ့ဒါမဟုတ်တော့ဘူးအဲ့ဒါကြီးကတော့ထူးမှဖြစ်သွားပြီအဲ့တော့ကဲသုံးကျင်တယ်မြန်မာစကားကခုနလိုမျိုးအခုလက်ရှိလဲသုံးနေတယ်စာပေရလည်းကွာဖြစ်တယ်ခုနရုံးသုံးဘာသာစကားဖြစ်လက်မခံနိုင်လောက်အောင်ဘာဖြစ်နေလို့လဲမြန်မာစကားခုနမွန်နေဆိုရင်ပြောတာပဲမြန်မာစကားသူတို့မွန်စာပေနဲ့စဉ်းသက်လာတယ်ပြောတာပဲကဲဘာကြောင့်လက်မခံနိုင်ရလဲမြန်မာစာပေကိုဒါမွန်တမျိုးတော့ကြည့်နေလို့မရဘူးတို့မှအားလုံးကအများကြီးရှိကြတယ်ရှိတယ်ကဘာကတယောက်ကွာကဲကွာမွန်လည်းဗမာလိုမတက်ကွာရခိုင်ကဗမာလိုမတက်ကွာအဲ့မွန်နဲ့ရခိုင်ဘယ်လိုစကားပြောကြမလဲအဲ့တော့မွန်နဲ့နားလဲစကားရခိုင်နားစကားနဲ့ငါတို့ကဘုံစကားတစ်ခုတော့အသုံးပြုမယ်ကွာဟုတ်တယ်လေကိုယ့်ဘက်ကိုရက်နေလို့ရှိရင်တော့ဘယ်တော့မှပွဲရပြီးမှာမဟုတ်ဘူးအဲ့တော့ဟုတ်ပြီအားလုံးနဲ့အကျိုးရှိအောင်ကဲရခိုင်ကအင်္ဂလိပ်စကားပြောတယ်ကွာကင်းနဲ့ပြောတိုင်းသားအားလုံးစကားအင်္ဂလိပ်စကားပြောတယ်ကွာကွာကိုဗမာပြည်ဒီနေ့မှလည်းပဲတိုင်းသားအားလုံးလည်းဒီစကားတစ်မျိုးနဲ့ငါတို့အားလုံးဆက်သွယ်လို့ရကြမှာကွာအဲ့ဒီနိုင်ငံတကာထွက်မယ်ဆိုရင်ငါတို့လည်းဒီစကားနဲ့ပဲငါတို့နိုင်ငံတကာမှာလည်းလှုပ်ရှားပြီးမှုရမှာကွာဆက်သွယ်လို့ရမှာကွာဒါဆိုပုံမကောင်းပါဘူးလားမဟုတ်အဲ့လားတော့မကောင်းအဲ့လားတော့ကွာတိုးပြတယ်ဒါမကောင်းဘူးမကောင်းတဲ့အချက်နဲ့ဒါကကိုယ့်ဘောက်လုံးမှာပဲလုံးဝနေပြီးတော့ကဲအဲ့ဒါဆို referendum လုပ်ရမယ်ကဲအဲ့လားဆိုရင် referendum လုပ်မယ်တနိုင်ငံလုံးကနေကဲဒီတိုင်းသားဘာသာစကားတစ်ခုခုကိုမယူဘဲနဲ့ဒီအင်္ဂလိပ်စာကိုယူမယ်ဆိုတဲ့ idea ဘယ်ကလာတာဒီတိုင်းသားတွေကဥမာမွန်စာပဲလုပ်မယ်ကွာရုံးတော့ရတယ်ကိုတိုင်းသားဘာသာစကားဘာမှမဖြစ်ဘူးဥမာပြောတာအဲ့တေသားထူးမှဖြစ်သွားပြီကွာအဲ့ကိုအင်္ဂလိပ်ကိုသုံးမယ်ဆိုအဲ့ဒါထူးမှဖြစ်သွားပြီကိုရဲ့ခိုင်ပါတော့သုံးမယ်ကွာကိုကြီးကိုသွားပြီးတော့တခြားနိုင်ငံမင်းကငါတို့ကကြုံမခံနေတော့အခုစူးစမ်းနေကြတာလေ
没，把他干了做么看没得那种没呀嘞。不，我多的个，我多那个家嘛新的家，多的不帮着干的标兵，我他妈现在的家么的，他妈那个应该是比现在的家了嘞。好吧的，他们没俺说，没有把他天天的家里说了，俺那里的把的，三倍把的，俺说三倍的标多了没有？大家俺说标单哪里？我把他个也是没天天的，俺说来看的，俺说你妈我等我们俺都标的了没？把他这块了用都偏没，可能杀对路家。因为啥都那种俺怎么看呢？俺我标的。但是，我单哪里在多少热盘难漏的，给俺说那个嘛，给俺说那个嘛，给人家开马到都没个，咱们门把到都没个，咱们钱要多，在到都，钱要个钱要人家他来哦，反正都啥别啊，我应该那用的，我话喏，真的把他的我喏，钱都把都不，俺那就不，那看的，比如单哪，你别在那讲到新兵没？哎，不。ရှိပြီးသားကျွန်တော်တို့ရှိပြီးသားမြန်မာစကားကိုပဲကျွန်တော်တို့ကယုံသုံးမယ်ဒါပြည်တော်စုပေါ့ပြည်တော်စုယုံသုံးစာပဲဒါပေမဲ့အဲ့ဒီမှာတင်မဲ့ဆရာမကကျွန်တော်ပြောတာအချောင်မခိုးဖို့ပြောတာတိုင်းသားတွေကတချို့တိုင်းသားတွေကသူတို့စကားကိုတတ်ကျင်တယ်သူတို့စာကိုတတ်ကျင်ကျွန်တော်မွန်လူမျိုးတယောက်အနေနဲ့ဟိုပို့စာကိုကျွန်တော်တတ်သိမ့်ပြီးလို့မရသူတတ်ကျင်ရင်သူ့လူမျိုးကအကြောင်းဆရာလို့ကျွန်တော်တို့ပြောတာအဲ့ဒီသူ့လူမျိုးကစာနှစ်ခုတက်အောင်ကျွန်တော်ပြောတာဟုတ်လားမြန်မာစာကိုလက်တမယ်မြန်မာစကားလက်တမယ်သူကပိုးစာလဲသူကတမယ်သူသင်ပေးရမယ်သူဖြစ်သူ့လူမျိုးကို तू ကနားလည်အောင်ရှင်းပြဒါဒီဗမာလိုဘလို့ခေါ်တယ်ဒါဒီပိုးလိုဘလို့ခေါ်တယ်ကျွန်တော်တို့မွန်တွေလည်းဒီလိုပဲကျွန်တော်တို့မွန်စာကိုသင်မယ်ဆိုရင်ကျွန်တော်တို့မွန်အမျိုးသားမျိုးသမီးတွေကကျောင်းဆရာမတွေကကျွန်တော်တို့မွန်အမျိုးသားတွေကိုစာသူကိုစာကိုတတ်ချင်ကျွန်တော်တို့ပဲလုပ်ရသူများလည်းလုပ်မပေးမှာမဟုတ်ဘူးအဲ့ဒါကြတော့ကျွန်တော်တို့ကနှစ်ခုလုံးသင်ရဆိုတော့ကကြတော့ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့ကသိတာကကျွန်တော်တို့အစွန်းရောက်တယ်လို့လာမပြောနဲ့ကျွန်တော်တို့မကြိုက်ဘူးကျွန်တော်တို့သိတာကျွန်တော်တို့မျိုးသားလူမျိုးကျွန်တော်ကစာပေတစ်ခုတည်းအင်အားတစ်ခုပဲကျွန်တော်တို့အတွက်စကားတစ်ခုတည်းအားတစ်ခုစာတစ်ခုတည်းအားတစ်ခုဆိုပြီးကျွန်တော်သတ်မှတ်တာကျွန်တော်တို့အစွန်းမရောက်နေဘူးဘာလို့ကျွန်တော်တို့မှာကျွန်တော်တို့ရဲ့အနာဂတ်လူတွေကိုကျွန်တော်အားတွေထည့်ထားပြီးဘူးဒါကျွန်တော်တို့ရဲ့အတွေ့နော်အဲ့ဒါကျွန်တော်တို့ရဲ့အတွေ့ကျွန်တော်ထည့်တာဘာကျွန်တော်တို့လူမျိုးတစ်မျိုးတွေစာပဲလူမျိုးတိုင်းသားလူမျိုးစာဘယ်နှမျိုးတတ်မှာလဲကျွန်တော်တို့ကြိုက်တယ်9မျိုးလောက်တက်တယ်ကျွန်တော်တို့နောက်အနာဂတ်လူ9မျိုးလောက်တက်လေကျွန်တော်တို့ကြိုက်လေကျွန်တော်တို့ဒီနိုင်ငံမှာသူတို့တာဝန်ထမ်းဆောင်နေတယ်အနာဂတ်ပန်းနေသည်ဘယ်လူမျိုးနဲ့တွေ့သူတို့စကားပြောလို့ရဟုတ်တယ်တနေ့နိုင်ကြီးဖြစ်သွားရင်ရောဘယ်တက်တော့သွားတဲ့နေ့တိုင်းသားစကားတွေနဲ့သူဆက်သွယ်ပြီးလွယ်တူပြောလို့ရတယ်ဒါကျွန်တော်တို့ရဲ့အင်ကျွန်တော်တို့အင်အားတွေပြည့်ထည့်ဒါပေမဲ့အင်အားပြည့်ထည့်ဖို့အတွက်ကအဲ့ဒီတတ်သိပညာရှင်တွေကဘလို့တွေစာတွေစကားတွေကိုသင်ပေးမှလဲဒါလို့ကျွန်တော်လိုတာကျွန်တော်ကကိုယ့်အနာဂတ်ကိုကိုယ့်ကံကြမ္မာကိုဖန်တီးချင်တာကိုကမှန်ကိုပါနီးဆိုတော့ဒါကြီးလှုပ်ချင်တော့သူများကိုတခိုင်းလို့မရဘူးကိုယ်တိုင်လှုပ်ရဆိုတော့ဒါကြောင့်မပြောတယ်တိုင်းရင်းသားတွေမခိုကတ်နဲ့လို့ကျွန်တော်ပြောတယ်ဒီနိုင်ငံမှာမင်းတို့ဘယ်အခန်းကဏ္ဍပါနေတာလဲကျွန်တော်တို့ပြောတယ်တိုင်းရင်းသားစီလုံးညီညွတ်ရေးတိဆောက်မယ်ဆိုတော့တိဆောက်လို့ရတယ်လာခဲ့အားလုံးဒီနိုင်ငံရဲ့ဟုတ်လားဘယ်လိုလဲစီမီစီကန်ကိုသွားမယ်လမ်းစဉ်တိဆောက်မယ်တီထောင်မယ်ဟုတ်လားသွားတဲ့လမ်းစဉ်စီမီစီကန်ချမယ်လာခဲ့ဟုတ်လားလာဆုကြတောင်းယူမှုတောင်းခံမှုရှိရမယ်ကျွန်တော်မရှောင်ထက်သွားနဲ့ဒီနေ့တော့ပြောတာကျွန်တော်တို့နိုင်ငံမှာအစင်မသိတာတွေအစင်သိတာတွေအစင်မသိတာအစင်မသိလက်ရှိနိုင်ငံခက်ဆက်ဆက်က အုပ်ချုပ်လာတဲ့နိုင်ငံအစိုးရဒီပြည်နယ်တိုင်းဒေသကြီးကဝန်ထမ်းနေနေပဲပြည်သူလူထုရင်နိုင်ငံအုပ်ချုပ်လာတာအစင်မသိဘူးဆိုတဲ့တွေးခွေးစကားမှပြောတယ်အဲ့ဒါကျွန်တော်တို့သိတာကဒီမှာဒီနေ့တာဝန်ထမ်းဆောင်တဲ့ဟုတ်လားကာကွယ်ရေးခန္ဓာမှာရောအုပ်ချုပ်ရေးခန္ဓာမှာဌာနပေါင်းစုံဆိုင်မှာဘကလည်းဘကအင်အားတွေကျွန်တော်တို့ပြည်နယ်ကတိုင်းကပြည်သူလူထုအင်အားနဲ့ဒီနိုင်ငံကိုတည်ဆောက်တာအဲ့မှာကျွန်တော်တို့ကဒီသွားနေတဲ့လမ်းကြောင်းတွေလွဲမိုင်းတဲ့ပြိပခါတွေဖြစ်အဲ့ဒါဖက်ကဖြစ်နေတဲ့ပြဿနာအဲ့ဒါကိုကျွန်တော်တို့တခါတချို့ကကိုလောက်မဲ့အလုပ်ကိုမျိုးကိုစီးမြင့်ချပြီးပြီးတော့အသာလေးမှိမ့်မိနေတာဟုတ်လားကိုလောက်ရမဲ့လို့အဲ့ဒါကြီးကိုမြင်တဲ့အလုပ်ကိုကအမကန်ကျတပေးရမှာကိုပဲစီးမြင့်စကန်ချတယ်လောက်တဲ့ချိန်ကျတော့ तू ကမရှိဘူး तू မြခိုင်းပြီးသွားလဲတနေ့တိုင်းကျွန်တော်တို့အဲ့ဒါမလို့ချင်းကျွန်တော်တို့ပြောနေတာဒီနေ့ကအဲ့လိုမျိုးအားလုံးစုပြီးလောက်ရမှာစီးမြင့်ချပြီးလို့ရှိရင်မင်းဦးစီးဦးဆောင်ရမှာလားလို့မေးတာမင်းအလုပ်တော့ဒါမင်းလောက်ရမှာနော်ဒီစီးမြင့်စကန်မင်းချတာတို့ဝိုင်းရံပေးမှာဒါမင်းလောက်ရမှာလို့ကျွန်တော်တို့ကပြောမြစ်တိုင်းတာ135မျိုးတိုင်းတာပြည်တော်စုအစိတ်တွေပါဝင်လာစီးမြင့်တဲ့ဝိုင်းချအဲ့ဒါကျွန်တော်တို့ကိုတိုင်းသားတစ်မျိုးလူမျိုးတစ်မျိုးချင်းရဲ့စီးမြင့်စကန်ကိုလိုချင်တဲ့အချက်ကိုလာဗရာစုပေါင်းစနစ်ကဘာအမှအတောင်းဝင်တွေဝိုင်းခွဲပြီးအလုပ်လုပ်အစီးမြင့်နဲ့ချပြီးမှကိုအလုပ်ကြီးကိုကိုကချတာပဲအခုစာပေယဉ်ကျေးမှုဘာညာတိုးတက်ကြဆိုကိုရဲ့စာပေယဉ်ကျေးမှုအလုပ်ပညာကိုအလုပ်ကြီးတခြားတိုင်းသားကလည်းလုပ်ပြီးမှမဟုတ်ဘူးကိုပြည်နယ်ဖို့ပြတိုးတက်ရေးကိစ္စကိုလောက်ရမှာတခြားဟိုဘက်ပြည်နယ်ကျငေါ့လက်ကူပါဆိုလို့သူကလည်းလုပ်မှာမဟုတ်သူပြည်နယ်လည်းဖို့ပြတိုးတက်ချင်တာကျွန်တော်တို့ဆိုလိုချင်တာက
ကျွန်တော်တို့ပြည်နယ်လိုက်တိုင်းရင်းသားတွေဟိုဘက်ကငါရောင်းတောင်ဒီဘက်ရောင်းတောင်မလုပ်နဲ့ငါတို့ပြည်နယ်ဘယ်လောက်တိုးတက်နေပြီလဲပြောတော့ဒီတနိုင်ငံလုံးအစစ်တနိုင်ငံလုံးစစ်ကိုကြေးရွာလမ်းတော်ကမှလမ်းမခင်းတဲ့ကောင်ကတနိုင်ငံလုံးအစစ်တက်ပြောနေကျွန်တော်တို့ပြောဆိုနေကြတာအဲ့ဒါကိုကြေးရွာလမ်းတော်မှာရေမြောင်းပိတ်နေတော့မဟုတ်သရှင်ငါတို့တခိုက်အကြီးအကျယ်ကြီးပြောတာတနိုင်ငံလုံးစစ်ကိုငါတို့ပြောနေတနိုင်ငံလုံးစစ်ပြောတယ်ကျွန်တော်ကကိုရေမြောင်းကိုရင်ရှိရေမြောင်းအမှတ်သက်ရှင်လုပ်ပြီးတာကျွန်တော်တို့အဲ့ဒါပဲမေးတာသရှင်လုံးမတနိုင်ငံလုံးဆိုဟိုမှာတရားလုံးတရားလုံးကိစ္စကိုပြောပြီးမှတမျိုးနယ်လုံးကိစ္စကိုပြောပြီးမှပြည်နယ်စစ်ပြောပြီးမှပြည်တော်စုစစ်ပြောမကြော်နဲ့ကျွန်တော်တို့ပြောချင်တာအဲ့ဒါကိုလူမျိုးအလောက်တော့မလုပ်သေးကိုလူမျိုးတော့ကိုမချစ်ဘူးသူများလူမျိုးချစ်တာစောက်ပေါ်ကြီးတွေဖြစ်နေဒါ ဟုတ်ပါပြီအခုမျိုးချစ်စိတ်ကမျိုးချစ်စိတ်ကသူတို့နှိမ်နှင်းဖို့မဟုတ်ဘူး အခုကကိုဝနာ ကိုလူမျိုးကိုချစ်သူများလည်းကိုလူမျိုးချစ်တယ်ကိုလူမျိုးသူချစ်တယ်ဆိုတဲ့မျိုးချစ်စိတ်တဲ့ကိုချင်းစာနာစိတ်တရားနဲ့တယောက်စီးနဲ့ကန်းနဲ့နေဖို့ကျွန်တော်စီးမြင်ချဟုတ်တယ်နော်ကျွန်တော်ဒီမှာရှိတယ်ကိုနာအဲ့ဒီနိုင်ငံမှာဆဲခဲ့ဘူးအဲ့ဒီနိုင်ငံမှာနေတိုင်းနဲ့ဒီအသက်အရွယ်တော်လည်းကောပညာရှင်ရှိလာတဲ့လူတွေကအကြောင်းမျိုးကြောင့်သူဌာနဆိုင်ရာတော်ခေါင်းဆောင်တွေဖြစ်လာကြသူခေါင်းဆောင်ဖြစ်လာတဲ့အချိန်မှာအဲ့ပြည်နယ်မှာရှိတဲ့ခေါင်းဆောင်တွေရဲ့အတီကျူလို့ခေါ်တယ်ပေါ့ဆိုတော့ခင်ဗျားပြောတဲ့တာဝန်ယူမှုတာဝန်ခံမှုဆိုတာအဲ့ဒီအမျိုးမြင်ဘယ်လောက်ရှိတယ်အဲ့ခေါင်းဆောင်တွေကအဲ့ဒေသဆိုင်ရာမှာရှိတဲ့ခေါင်းဆောင်တွေကနေတော့သူ့အမျိုးမြင်ရှိတော့လုပ်လို့ရတယ်ကျွန်တော်မြန်မာပြည်မှာလူတွေကတင်စားရေးပြောအထက်မိတ်ဆိုတာတကယ်အထက်မိတ်ကဘာမှမရှိပါဘူးကျွန်တော်တို့ဒီမှာရှိပါတယ်ဒီနိုင်ငံမှာလည်းအထက်မိတ်ရလို့မဟုတ်ဘူးမန်နေဂျာကခင်ဗျားကိုစူပါဗိဇာကိုအများနဲ့ညွှန်ကြားနေမှာမဟုတ်ခင်ဗျားကစူပါဗိဇာဖြစ်ရင်ခင်ဗျားစီမံခန့်ခွဲသွားလာလုပ်နေရအရေးကြောင်းဖြစ်လာရင်ဒါမဲ့ခင်ဗျားတော့ဘက်ကရပ်ပေးတာမန်နေဂျာရပ်ပေးဒါကိုတောင်းယူတော့ရပ်ပေးတာအဲ့လိုပဲပြည်နယ်တီးမှာလည်းခေါင်းဆောင်ဖြစ်လာတဲ့ဌာနဆိုင်တီးမှာခေါင်းဆောင်ဖြစ်နေသူကနေပြီးတော့သူ့ပြည်နယ်သူတိုးတက်အောင်လုပ်အောင်ဥပမာဆိုကြပါစို့ကျောင်းတစ်ကျောင်းမှာကျောင်းဆရာမကြီးတယောက်ဖြစ်တယ်သူ့ကိုယုံကြည်လို့တော့၎င်းအရေးရင်းရှိလို့တော့သူ့ကိုကျောင်းကြီးခန့်လာဒီကျောင်းဘေးမှာအမိုက်တွေပါတယ်ရှိတယ်ဆိုစီအဲ့ဒါအစိုးရတော့မဆိုင်ဘူးအဲ့ကျောင်းကြီးရဲ့ကလေးတွေရဲ့ကျမ်းမာရေးအတွက်သူ့အမျှော်မြင်ကြီးမသူတန့်ရှင်းတော့ရမယ်သူမနိုင်ရင်သူအဲ့ရက်ွက်ဘေးနားမှာနေတဲ့ကလေးမိဘတွေအကူကြီးတောင်းအဲ့ဒါ budget နဲ့လည်းမဆိုင်ဘာမှမဆိုင်သူ့ရဲ့ creative idea ပေါ့သူ့ရဲ့ idea သူ့ရဲ့မျှော်မြင်ကြီးမားမှုသူကလေးတွေပေါ်ထားခြင်းနဲ့စေတနာမြတ်တာအဲ့ဒါသူ့ရဲ့အရေးကြီးတယ်အဲ့ဒါကိုကျွန်တော်တို့အထက်မရလို့ budget မရှိလို့ဆိုတော့အဲ့ဒါကိုလူယုံနဲ့အတွေးခေါ်နဲ့စကားပြောကြအမှန်ကအဲ့ဒါလေးမဟုတ်ကိုပြည်နဲ့ခင်ဗျားပြောသလိုခင်ဗျားအိမ်ခန်းထဲမှာခင်ဗျားဘယ်နေရာမှာ living လုပ်ပဲဘယ်နေရာမှာ egg လုပ်ပဲခင်ဗျားဖန်တီးလို့ရပါတယ်ဒါလေးကအထက်မိတ်ကြောင့်ဒါလာတာမဟုတ်အထက်မိတ်ကလာကြည့်တာမဟုတ်ဒါလေးကဒီနိုင်ငံမှာလည်းမရှိဘူးမန်နေဂျာဒီနိုင်ငံပိုတော်ဆိုးသေးတယ်ဗျာ business owner တွေကအဲ့စိတ်ကိုလာအောင်မလာဘူးမန်နေဂျာပဲလွှဲတာယုံကြည်လို့ပေးတာလားလေသူလွှဲရပြီးပါပြီမလောက်အောင်မလာဘူးပဲ business မှာဒီသဘောတရားပဲခင်ဗျားတို့လည်းပြည်နယ်ဝင်ကြီးချုပ်လို့မြို့နယ်အုပ်ချုပ်ရေးမှူးတို့ဘာလို့နေရာတွေပေးရတယ်ဌာနအစာကျစကားမှုပဲဖြစ်အဲ့ဒေသဆိုင်မှာအဲ့လိုယာတူးတွေရတာအသက်ရွယ်ရဲ့ပညာချင်းယာတူးရအဲ့လူတွေရဲ့အရေးချင်းတွေပဲဆိုင်အဲ့လူတွေရဲ့စိတ်နေသဘောထားနဲ့အတီကျူတွေပဲဆိုင်တယ်ကျွန်တော်တို့ဒီဥစ္စာကိုသွားပြီးတော့အစိုးရယူကိုပုံတော့ပြစ်ချလိုက်တော့အဲ့မှာကျွန်တော်တို့ကနေတော့အလန်းကျတော့အလေလက်ကျွန်တော်တို့ကပြိပရနေမှရှိဖြေမရှိဘူးဘာလို့ဆိုကိုယ်တိုင်အရေးချင်းအားနေနေတာကိုယ်တိုင်အရေးချင်းအားနေပြဿနာမဟုတ်ဒီနေ့ခေါင်းကျွန်တော်ဒီမှာဆိုကျွန်တော်မြင်ရတယ်ခဏတော့ကိုဝနာကိုဒီနေ့ခေါင်းစဉ်လေးကိုလည်းဆွေးနွေးကြအောင်ဒီနေ့ခေါင်းစဉ်ကကျွန်တော်တို့ကဒီမိုကရေစီရဲ့အဓိကရေတောက်မြစ်လေအဲ့လားလေးလည်းဆွေးနွေးအောင်ဒါခင်ဗျားဥစ္စာကျွန်တော်တို့ဆွေးနွေးပေးတာဒီမိုကရေစီရဲ့ခုနရေတောက်မြစ်ပေါ့နော်ကျွန်တော်တို့အခြေခံကြတဲ့ဥစ္စာလေးလည်းဆွေးနွေးပေးအောင်ဟုတ်ဟုတ်ကျွန်တော်ကဒီခဏကျွန်တော်မဝင်ပါဘူးအဲ့ဒီကျွန်တော်တို့ကဒီနိုင်ငံပေါ့နော်ဒီတော်လိုင်းရေးလောက်တယ်ဆိုတော့လေလူမျိုးတစ်မျိုးတွက်လောက်တာပေါ့ဥပမာဆိုမွန်ပြည်နယ်ပေါ့နိုင်ငံရေးတွဲခတ်ဖြစ်တာလွတ်လပ်ဖို့တွက်ဆိုတာကဘယ်သူမှထားမလို့ရင်ကျွန်တော်တို့ကမုံကထားလောက်ရမှာကျွန်တော်ကမွန်ပြည်နယ်ဆိုပြီးတော့မုံဥတည်ထားတာဆိုတော့မုံကထားလောက်ရတာကရင်ပြည်နယ်ကိုဥတည်တော့ကရင်ကထားလောက်တိုင်းသားတော့အများကြီးစုနေတာအဲ့ထားမလို့ဘူးဗျာကျွန်တော်ကဘလို့ဆိုကိုအိမ်ကြီးတစ်လုံးပေးရတဲ့ကိစ္စဆိုဒီအိမ်ကြီးအတွက်ကိုကထားလောက်ဆိုတော့ကျွန်တော်တို့ကဘာလို့ပြည်တော်စုအနေထားကိုပြန်ကြည့်လိုက်ဒီနိုင်ငံရဲ့ဒီပထဝီမြေအနေထားရတိုင်းသားတွေဖွဲ့စည်းပုံနဲ့ကျွန်တော်ဖြစ်တဲ့တိုင်းသားပြိပခပဲကျွန်တော်တို့သိတာအဲ့မှာကျွန်တော်တို့ဟိုတိုင်းရင်းသားနဲ့ပြည်သူတို့ဘာလို့တွေးလာမခွဲနဲ့ကျွန်တော်တို့မကြိုက်ကျွန်တော်တို့ကဖြစ်တည်ပုံ
အဲ့ဒါကိုပဲပြောကျွန်တော်တို့တိုင်းရင်းသားအစုဖွဲ့အကြီးနဲ့အစုဖွဲ့ငယ်သဘောထားကွဲလွဲပြီးတော့စစ်နိုင်ငံပြည်တွင်းပြဿနာဖြစ်ကျွန်တော်ကဟောတချို့ကလာတယ်ပြည်တွင်းပြပြည်တဲ့နာပါပြည်သူကဘလို့တိုင်းသားဘလို့အုပ်စုလည်းကွဲတယ်ကျွန်တော်တို့သိတာဗမာလည်းတိုင်းရင်းသားပဲကျွန်တော်တို့သိတယ်ဗမာလည်းတိုင်းရင်းသားပဲဒါပေမဲ့ကျွန်တော်တို့ကနိုင်ငံကိုအစိုးရတွေတိဆောက်လိုက်စနစ်တစ်ခုတိဆောက်လိုက်ခြင်းဗမာတိုင်းသားကများတယ်ဗမာတိုင်းရင်းသားကိုဥတီပြီးတော့တိဆောက်လိုက်ရောဗမာတိုင်းသားကိုဗဟိုပြုတ်ပြီးတိဆောက်လိုက်ဗမာတိုင်းသားဗဟိုပြုတ်တိဆောက်တော့အဲ့ဒီအုပ်ချုပ်ကဗမာတိုင်းသားလည်းဘာမှအခွင့်အရေးမရဗဟိုပြုတ်ခံတဲ့ဗမာတိုင်းသားကကျွန်တော်ပြောပြတခြားတိုင်းသားကအဲ့လိုဆိုသူ6တိဆောက်တဲ့စနစ်ကြီးကိုတိဆောက်လိုက်တယ်အမှအခွင့်အရေးရတော့တာအုပ်ချုပ်တဲ့ကောင်ရအဆဲခံရတာကအဲ့ဒီအုပ်ချုပ်ခံဗမာတိုင်းသားအဆဲခံဗမာကူအကုန်လုံးတခြားတိုင်းသားအဆဲရော134မျိုးသောတိုင်းသားအဆဲအဲ့ဒါကြောင့်ကျွန်တော်တို့ကဘာပြောတာလဲဒီနိုင်ငံကြီးကိုစနစ်တစ်ခုတည်ထောင်လိုက်မင်းလိုရတဲ့စနစ်ကြီးနဲ့မတည်ထောင်နဲ့တော့ကျွန်တော်တို့နှစ်ပေါင်း80ကျော်ဆဲလာတဲ့တိုင်းသားလည်းဗမာအုပ်ချုပ်ခံဗမာတိုင်းသားတွေတနာနေအဲ့ဒီအုပ်ချုပ်ရတဲ့ကောင်လေတိုင်းသားပေါင်းလုံးသူပြီးအုပ်ချုပ်သွားတာဗမာတိုင်းသားကိုဟိုတင်းပြီးတော့လိန်ပြီးတော့လိန်ညာပြီးတော့ဗမာတိုင်းသားကိုဗဟိုပြုတ်ပြီးတော့လိန်ညာပြီးတော့စနစ်ကြီးတွေတည်ထောင်သွားတယ်တည်ထောင်ပြီးတော့အကုန်လုံးဆဲခံကျွန်တော်ကအားလည်းကြောင့်ကျွန်တော်နိုင်ငံကြီးတစ်ခုတည်ထောင်မယ်ဆိုရင်ကျွန်တော်တို့ပြည်ထောင်စုဘဝတိုင်းသားတွေရအားလုံးရဲ့အပန်နေနဲ့ဘလို့တည်ထောင်ရမလဲဆိုတော့ကျွန်တော်တို့နားထောင်အောင်တော့ဒီနေ့ခေါင်းဆောင်တိုင်းပြည်နယ်လိုက်တော့အကောင်လူမျိုးတစ်မျိုးချင်းရဲ့အပန်နေတော့ကောင်ပြည်နယ်လိုက်စုပေါင်းအပန်နေတော့ကောင်ဒါတွေနဲ့ကျွန်တော်တို့ပြည်ထောင်စုနိုင်ငံတည်ထောင်လူတစုတစ်ဖက်နဲ့ဒီတည်ထောင်လိုက်တိုင်းဗမာတိုင်းသားကနှစ်80ကျော်အဆဲခံရဒါရတကရပြီကျွန်တော်တို့ကပြောချင်ဒီစနစ်ကြီးလားအဲ့ဒါကြောင့်မို့ကျွန်တော်တို့ကဘာဘလို့ပုံစံမျိုးသွားမှာလဲအဖြေရှာကျွန်တော်တို့အဖြေရှာကျွန်တော်လူမျိုးရဲ့တွန်းရောက်နေတာလည်းမဟုတ်ဘူးကျွန်တော်တို့ပြောနေတော်ပါကြီးတို့ပဲကျွန်တော်တို့တောင်းပါနဲ့မင်းတို့ဗမာတိုင်းသားကိုအဘိုးပြုတဲ့စနစ်ကြီးကငါတို့တော်ပါတော့မင်းတို့လုပ်နေတဲ့စနစ်ကြီးကငါတို့အုပ်ချုပ်ကဗမာတိုင်းသားတွေတခြားတိုင်းသားတွေဆဲနေတာကိုပဲခံရတယ်အဲ့လိုမျိုးဖြစ်တာဘာလို့အခုနောက်ပိုင်းမှာကျွန်တော်အမျိုးတွေသူကဘာလို့ဗမာတိုင်းအခုနေနဲ့အဲ့လိုမျိုးအခုနေတဲ့ဒီမြန်မာနိုင်ငံမှာအခုဒီမိုရီစနစ်နဲ့သွားမယ့်ဥစ္စာဘလို့ပုံစံနဲ့ဆိုပိုကောင်းနိုင်တယ်ဖြစ်ဘာလို့ကျွန်တော်တို့ပြောတာတပီတောင်ပဲတီထောင်ပြည်ထောင်စုရိုးပြည်ထောင်စုပဲတီထောင်တော့ပြည်သူတွေအတန်ကိုတိုင်းသားပြည်သူလူထုအတန်နဲ့နယ်ပယ်အသီးသီးကကျွန်တော်တို့ပြည်နယ်နဲ့တိုင်းကပြည်သူလူထုရဲ့သဘောဆန္ဒဘုံသဘောတူညီချက်ကိုခံယူပေးပြီးတော့မှအဲ့ဒီဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ကိုပေါ်ဆောင်ကျွန်တော်တို့လက်ရှိဖြစ်နေတဲ့ဒီဖွဲ့စည်းပုံအခြေခံဥပဒေကြီးနဲ့လည်းခဏထိန်းချုပ်တာနိုင်ငံကြီးကိုဖျို့ဖျန်းပြအောင်ကျွန်တော်တို့ကဒါကိုပြောနေတယ်ဟုတ်ကျွန်တော်တို့ကဒီမိုကရေစီစနစ်ကိုမှတိုင်းပြည်ကိုတည်တည်ငြိမ်ငြိမ်နဲ့သွားဖို့အတွက်တိုင်းပြည်မှာစင်းရတဲ့အကြောင်းရင်းတွေပြန်ရှာနေချိန်မှာကျွန်တော်တို့စောပြောသလိုပေါ့ကျွန်တော်တို့ကcivil war ဆိုတဲ့စကားလုံးကိုတော့မသုံးကြည့်ဘူးကျွန်တော်တို့ဒါကြောင့်ဒီ proxy fight ဆိုတဲ့ဟာလုပ်လာတာကျွန်တော်တို့တက်လက်ကန်လက်နဲ့လူမျိုးသားလက်နဲ့ကန်ဆိုတဲ့ဟာကိုဆွဲယူလိုက်တာဆိုတာဒီတနက်ဒီအင်အားစုတွေကလက်နဲ့ကန်တယ်ဒီမှာလူသားနဲ့ရိတ်ခါသိစားငွေကြီးသုံးသွဲရတယ်ကျွန်တော်တို့ replace ရတော့ဆိုတန်ပေါင်း150လောက်သုံးရတယ်ဟုတ်လားဒီအဲ့လိုမျိုးပေါ့မွန်ဆိုစစ်အဲ့တော့အင်အား600လောက်ရှိစင်တော့တန်ပေါင်း900လောက်သုံးရမှာအဲ့လိုမျိုးတန်ပေါင်းမြောက်တော့သုံးနေရတော့ကျွန်တော်နှစ်ပေါင်းမြောက်များစွာဖြစ်တဲ့ချိန်မှာမြန်မာပြည်မှာရှိတဲ့လူကြီးကအဲ့လောက်မရှိအဲ့လောက်လူရောမရှိဒီစစ်စိတ်နဲ့လူတွေကမွဲကျင်နေတယ်နေဆက်မှာရှိတဲ့ပြည်သူတွေကကြောက်လာလို့သာမပြောရဲပေမဲ့ဘသူမှတော့ကိုယ့်အိမ်တဲ့ပတ်စံကိုယ့်အိမ်တဲ့ဆန်အိုးတဲ့ဆန်ကွက်ကိုမပေးချင်တော့ဟုတ်ချွေးနေတာနဲ့ရှာထားတာဟုတ်ဗျာဒါပေမဲ့အမျိုးသားရေးနဲ့ပြောနေကြတယ်ဒီမိုကရေစီရေးနဲ့ပြောကြတော့ပြည်သူတွေမှာတော်တော်နစ်နာနေဒါကိုကျွန်တော်နားလည်ရမယ်ကျွန်တော်တို့ကတချို့နေရာကြရင်ပြည်သူတို့ပြောပေမဲ့ကျွန်တော်တို့ကိုယ်တိုင်ခေါင်းဆောင်တွေအမျှော်မြင်ကြီးမားဘူးငါတို့ကအမျိုးသားရေးလို့ဇွတ်အောင်နေပြီးတော့အဲ့ဒီငါတို့ပြည်သူတွေစီကငါတို့ကနေပြီးတော့ဆန်အိုးတဲ့ဆန်ခွက်တောင်းနေရတယ်ဆိုတော့သူ့လောက်အားကသူ့ရဲ့အိုမင်းရေးရောအတွက်အိုမင်းလိုက်စားတော့ဘူးတော့သိန်းစရာနဲ့ဆန်လူကျွန်တော်ဖြုံးတီးနေတာဒါတွေကဘယ်သူမှမဆိုကိုယ့်အိတ်တဲ့ပတ်စံမပေးချင်ကြဘူးဒါအများအားမှတ်ထားဖို့လိုတယ်ဘယ်နိုင်ငံမှာအလဲကားဆိုတာမရှိဘူးအဲ့တော့ကျွန်တော်တို့မှာအဲ့ဒီအချိန်တွေဖြုံးခဲ့ရတယ်တယောက်သူမကောင်းငါမကောင်းဆိုတာပြစ်ပုံချပြီးတော့သူမကောင်းငါကောင်းတယ်ငါမကောင်းသူကောင်းတယ်ဆိုတဲ့ဟာတွေကအဲ့ဒီစကားတွေနဲ့အဖြေမရှိဘူးအဲ့တော့ကျွန်တော်ငြင်းငြင်းရေးသွားတာဒါကြောင့်ကျွန်တော်ကတော့တိုင်းပြည်ကိုပြောဒီ proxy war တွေဖြစ်အောင်လဲကျွန်တော်တို့ဘာကြောင့် proxy fight တွေဖြစ်အောင်လဲဒီအိန္ဒိယချင်းနိုင်ငံတွေကကြက်ပေးတာလေစီးပွားရေးမူဝါဒတွေနဲ့ကြက်ပေးတာတော့ကျွန်တော်တို့တွေကအဲ့မှာလဲပြီးခံရတယ်အဲ့ဒါတွေကိုကျွန်တော်တို့ကရုံးထွက်ဖို့အတွက်ရည်ကြီးတယ်ဒါကြောင့်ကျွန်တော်က
စောစောကတော့ဒီမိုစီရရေတောက်မြင့်မှာတော့ကျွန်တော်ပြောသွားတာဒီတရားဥပဒေစိုးမိုးရေးအဓိကကြတရားဥပဒေစိုးမိုးမှုရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့မှာအနေနဲ့ဖိတ်ခေါ်သူဖြစ်တယ်အဲ့တော့တိုင်းပြည်မှာလုံခြုံရေးစီးတွေပေါက်တယ်လုံခြုံရေးစီးတွေပေါက်တယ်လုံခြုံရေးစီးတွေဘာကြောင့်ပေါက်လဲဆိုတော့ခင်ဗျားတို့ကျွန်တော်ပြောသလိုဒါလည်းနောက်ကကြတော့ဆက်ဆွေးနေဘူးအိုက်လိုက်စားမှုတွေဒီကြောင့်တော့ကျွန်တော်ဒီချိန်မှာမပြောသေးပါဘူးကျွန်တော်တို့ကရေတောင်းမြင့်ဖြစ်တဲ့ခြေအကြောင်းဖြစ်တဲ့အကြောင်းပဲပြောပါမယ်နော်အိုက်လိုက်စားမှုကတော့ကျွန်တော်ပြောအိုက်လိုက်ဘာကြောင့်လိုက်စားတယ်ဆိုတော့ရှင်းရတာရဲ့ပညာခြေအားနေတာဒါလေးပေါ့လောဘရေပေါ့အဲ့တော့ဒါလည်းတော့ဆက်ပြောမယ်အခုကျွန်တော်တို့ကတော့ကျွန်တော်ပြောသွားတင်ပြသွားတာတော့တရားဥပဒေစိုးမိုးရေးရှိရင်ကျွန်တော်ဒီမိုစနစ်ကိုထွန်းကားလာနိုင်တယ်တရားဥပဒေစိုးမိုးရေးတွေမှာဘာတွေလိုအပ်တယ်ဆိုရင်ကျွန်တော်ဒီတာမန်ချင်းတွေကနေပြီးတော့ဒီအခုဆိုကျွန်တော်တို့အခုတိုင်းသားတွေမကြိုက်ပြောနေကြတော့ဒါကိုကျွန်တော် agree government လို့ခါလိုက်ပေါ့ရုပ်ဆိုးတဲ့ government ပေါ့ရုပ်ဆိုးတဲ့ government ဆိုတာဒီအစိုးရလုံးတဲ့လူအစိုးရဆိုတဲ့အပေါ်ထားဆောက်မှာမကောင်းဘူးအောက်ခြေကတော့ကောင်းတယ်ဆိုတဲ့သဘောတရားပေါ့အဲ့ဒါဆို good government ကတော့အစိုးရကောင်းတယ်ဒီသူ့ရဲ့ action community ဖြစ်တဲ့တောက်တိုင်တွေဖြစ်တဲ့ institution မှာရှိတဲ့လူတာတစ်ဝက်ကောင်းတယ်တစ်ဝက်မကောင်းအဲ့ဒါက great government ဖြစ်တာကြောင့်ကျွန်တော်တို့တွေမှာအပေါ်ထားဆောက်ကိုခေါ်တဲ့အစိုးရလည်းကောင်းတယ်သူ့ institution တွေခိုင်မာသူ့ institution တွေလည်းခိုင်မာတော့ကြောင့်ဒီ institution ကတစ်ခုနဲ့တစ်ခုလားဆက်ပြီးတော့ဘာလို့ရှိလဲဆိုတရားဥပဒေစိုးမိုးမှုနဲ့တိုင်ပွားနေကြတယ်ပေါင်းစည်းရေးတွေလုပ်နေကြတယ်အခုကျွန်တော်တို့တွေမှာတိုင်းပြည်မှာဖြစ်နေတဲ့ပြဿနာတော်တော်များများလေတရားဥပဒေမဆိုတစ်ခွဲနဲ့တည်းမှာပူပေါင်းဆောင်ရွက်လုပ်ရမယ်ဆိုတဲ့အတိတရားမရှိဘူးအတိတရားမရှိတဲ့ကြောင့်ကျွန်တော်တို့တိုင်းပြည်မှာသူ့ဟာသူလုပ်ကိုယ့်ဟာကိုယ်လုပ်တော့ကွဲနေတာအဲကြောင့်ကျွန်တော်တို့ကဒီတရားဥပဒေစိုးမိုးရေးကိုရှိလိုက်ရင်ကျွန်တော်တို့အခုရွေးကောက်ပွဲပဲလုပ်ဘယ်ဆိုးရပဲတက်တဲ့ကိစ္စမရှိဘူးတရားဥပဒေစိုးမိုးမှုရှိနေရင်ဘယ်ဆိုးရတက်တဲ့ပြဿနာမရှိဘူးဒါအစိုးရဆိုအပေါ်ထားဆောက်အောင်ပဲကျွန်တော်တို့အောက်ခြေမှာခိုင်နေပြီအောက်ခြေမှာခိုင်နေပြီကျွန်တော်ဘောလုံးကစားလို့ပေါ့အောက်ခြေခိုင်နေတော့အပေါ်ကကြိုက်တယ်လို့တိုက်ဗျာမလဲဘူးဗျာအဲ့တော့တရားဥပဒေစိုးမိုးရေးကတော့အရေးကြီးတယ်လို့ကျွန်တော်မြင်တာပေါ့နော်ဒါကျွန်တော်ပြင်ပြကိုဒီစားလောက်ပါဦးပြောကိုကပြောလိမ့်မယ်ပြောပါစေကျွန်တော်တို့ကတရားဥပဒေစိုးမိုးရေးဆိုတာကျွန်တော်တို့လည်းလူလားပါတယ်နော်ကျွန်တော်တို့ကငញ្ញရေးတကယ်လူတယ်ခဏကိုပြောတဲ့အချက်ကိုကျွန်တော်တို့ပြောပြမယ်နော်ခေတ်ကတစ်ခေတ်နဲ့တစ်ခေတ်မတူတော့ဘူးတွေးခွဲတဲ့ခေတ်ကလည်းတစ်ခေတ်နဲ့တစ်ခေတ်မတူတော့ဘူးကျွန်တော်တို့ဒီနေ့ဒီချိန်မှာတိုင်းသားလက်နက်ကင်ဖွဲ့စည်းတွေကလည်းဒီတောင်ကလူအတင်းအဓမ္မကြီးပြည်သူမှာတော့ပြီးတော့လည်းမကောက်ခံတာလည်း1999ခုနှစ်တည်းလည်းမကောက်ခံနောက်ပိုင်းကပြည်သူလူထုကဒီတရားသူတို့တိုင်းရင်းသားအင်အားစုတွေဒီအောင်မြင်မှုမရသေးဘူးဆိုတော့ပြည်သူလူထုကပြီးသားထောက်ပံ့ကြီးပေးတာရှစ်သွားဆက်သွားဘူးပြီးသားထောက်ပံ့ကြီးတွေပေးနေကျွန်တော်ကိုဝနောက်အမှန်တမ်းပြောပြမယ်ဗျကိုဝနောက်အမှန်တမ်းပြလူသားတယောက်မှာသူ့လှုပ်အားကနဲ့ရှာဖွေတဲ့ပတ်စံဘယ်သူမှမပေးချင်ဘူးဗျဘယ်သူမှမပေးချင်ဘူးကိုလှုပ်အားနဲ့ရှာဖွေတဲ့ပတ်စံဘယ်သူမှမပေးချင်ဘူးဒါရိုးသားပြောပြကျွန်တော်ဒီမှာလည်းအလုပ်လုပ်ရတော့အလေကားရနဲ့ပတ်စံခဲ့ကြတော့ကျွန်တော်ကိစ္စမရှိဘူးဝန်နေခြင်းလည်းမရှိဘူးတမျောခြင်းလည်းမရှိဘူးအလေကားရနဲ့အဲ့ဒါကြောင့်အခုမြန်မာပြည်မှာခင်ဗျားတို့ကိုပေးတယ်ပြုတယ်ဆိုတာအဲ့နေရာကိုသွားလွယ်ကူအောင်လို့အနေမပြုတ်အောင်လို့သူစီးပွားရေးကိုကာကွယ်ပေးအောင်ဆိုလို့တနည်းအားဖြင့်ပေးတာပဲဒါရိုးသားစဉ်းစားလားရိုးသားပဲအဲ့ဒါကကျွန်တော်သိထားဖို့တော့လိုတယ်ပေါ့နော်ကိုတေဇာကိုမိုးကျော်သူသိမှာပေါ့နော်တဲ့ကိုမင်းကြီးတို့သိတယ်ကိုမင်းကျော်သူသိပြောကိုမင်းဆက်တော့ကိုမိုးကျော်သူဘာတွေလောက်သမီးကျွန်တော်တို့နိုင်ငံမှာပြောအောင်မယ်နေုံလဲဆိုတော့တခါနော်လေးအားပြောရင်တခါလေကြာရင်အဲ့ဒီတွေးခွဲတဲ့စကားတွေပြောလို့ရှိရင်ကျွန်တော်တို့တိုင်းသားတဲ့နားထောင်အဲ့ဒါမိုင်းပါတယ်ဖြစ်တယ်ကျွန်တော်တို့အတင်းအာရမဘုဒ္ဓစကားတမယူဟုတ်တယ်အဲ့လားလေအခုထိတဲ့တိုင်းသားအခုမှကချင်မှာဆိုလဲရှိနေတယ်အဲ့ဥစ္စာတွေဒီကျွန်တော်တို့ဒီကင်မွန်ဘက်မှာလည်းရှိတယ်ဒီဘယ်လိုခေါ်မလဲကျွန်တော်တို့ကတော့ဂိတ်ကောက်တာလားစက်ကြီးကောက်တာအဲ့လိုမျိုးတော့ရှိနေတယ်ဟိုဒါကလည်းတကယ်ကျွန်တော်တို့တွေ့တဲ့အမှန်တရားတွေပဲအဲ့ဒါတော့ရှိတယ်နောက်တစ်ခုကျွန်တော်တို့ကဒီပြောချင်တာကတော့နောက်တစ်ခုကဒေါက်တာချင်းရှက်ပြောတဲ့စကားတစ်ခုလို့ပေါ့ဘယ်တော့မှကိုယ့်ကိုအဖိနှိတ်ခံလူတန်းစားလို့မတတ်မှတ်ပါကိုယ့်ကိုနှိမ်ကြခံလို့ကိုယ့်ကိုဂျုံလို့ဆိုတဲ့စကားတွေမတတ်မှတ်ပါလူသားတိုင်းမှာအရေးရှိပါတယ်လူသားတိုင်းအရေးရှိတယ်ခင်ဗျားကစူးစမ်းလိုက်ရင်ဒီနောက်နိုင်ငံမှာဆိုရင်ဟုတ်လားဒီနိုင်ငံမှာမကြည့်ပွားပေမဲ့ဒီနိုင်ငံမှာမွေးပွားပေမဲ့ဒီနိုင်ငံမှာခေါင်းဆောင်တွေလုပ်နေကြတာအများကြီးပဲ
အိန္ဒိယလူမျိုးဒီမှာဆိုကာကွယ်ဝင်ကြီးတွေလုပ်နေတာဒီနိုင်ငံမှာကြီးလာမို့ဒါလေးပဲအဲ့တော့အဓိကရေးရှင်းမယ်လူတယောက်ရဲ့ဖိနှိပ်ခံလို့ဟိုကိုယ့်ကိုတင်ငင်တဲ့စိတ်တွေဖိနှိပ်ခံလူတန်းစားလို့ကိုယ့်ကိုချေးကြုံဆိုနေဝါတာတွေဘယ်တော့မှမစင်စားပါနဲ့ဒါတွေကိုကျွန်တော်ပြောပြတာကိုယ့်ကိုဖိနှိပ်ခံလို့တတ်မှတ်ရင်ကိုယ်အများဖိနှိပ်ခံဖြစ်နေကိုကအရှင်တခင်လို့ဒါကြောင့်တခင်မျိုးတွေတို့မှာလို့ပြောတခင်လို့စိတ်လို့မွေးရဆိုတာစိတ်ကိုမွေးခိုင်းတာစိတ်ကိုမြင့်မြင့်ထားခိုင်းတာခင်ဗျစိတ်ကိုမြင့်မြင့်ထားလိုက်ခင်ဗျလုံနိုင်ခိုင်းတာခင်ဗျတမျိုးသားတဲ့လုံမဲ့တူတူအားတနိုင်ငံလုံးနဲ့လုံရင်ပုံမကောင်းဘူးလားတနိုင်ငံလုံးကနေတော့တခါလုံးရဲ့ကြိုးစည်းပေါ်လို့ရောခင်ဗျပုံမကောင်းဘူးလားအများကြီးဖြစ်လာလို့ဒီသဘောတရားတွေပေါ့ဘာကိုဒီတင်းငင်တဲ့စိတ်ကိုမွေးရမှာတင်းငင်တဲ့စိတ်တင်းငင်တဲ့စိတ်ကိုမွေးပါနဲ့ကျွန်တော်နိုင်ငံရေးမှာတော့ဂျင်းရှတ်တင်ပြီးတာဒီတိုင်းပဲကိုယ့်ကိုတင်းငင်တဲ့စိတ်ကိုမွေးတယ်ဘာလို့မလို့မွေးလဲဒါကိုကျွန်တော်ပြောပြတာပါကျွန်တော်ကပေါ့လေဒါကျွန်တော်ကလည်းစာတွေအများအားမသိဘူးစာတိုင်းသားတွေလည်းကျွန်တော်ပြောချင်ကျွန်တော်တို့ဖိနှိပ်တယ်ဆိုကိုယ့်ကိုတင်းငင်တဲ့စိတ်တွေမွေးတယ်အဲ့ဒီတင်းငင်တဲ့စိတ်တွေမွေးတာအဲ့ဒီတင်းငင်တဲ့စိတ်ကသူ့ရဲ့ရန်သူဖြစ်နေသူကလူစားတော့ဝင်စကားမပြောရတော့မဆိုရတော့သူ့ရဲ့တင်းငင်စိတ်ကြောင့်လူစားတော့မထွက်ရတော့ပညာမတတ်လို့အမျိုးမကောင်းလို့ဆိုတော့ဒီသဘောတရားတက်ရောက်တာအဲ့ကိုယ့်ရဲ့တင်းငင်စိတ်ကကိုယ်ဆွဲချတယ်ကျွန်တော်တို့ကိုတင်းငင်စိတ်တွေမွေးပါနဲ့ကျွန်တော်တို့လည်းအရှင်သခင်တွေပါပဲမုံပဲပြောกินပဲပြောအားလုံးအရှင်သခင်ပဲခင်ဗျားလည်းတနိုင်ငံလုံးရဲ့အကျိုးစီးပွားကိုလုပ်နိုင်တယ်ခင်ဗျားအရေးကြီးလုပ်နိုင်ပါအဲ့လားပဲခင်ဗျားအားလုံးရဲ့တမျိုးသားကြီးမို့တနိုင်ငံလုံးရဲ့ရေးကိုလုပ်ပါကျွန်တော်တို့ခင်မှာစာပြုနိုင်တဲ့ဥနာအော်ကြီးဟုတ်လားအင်္ဂလိပ်နဲ့ပြန်ပြီးတိုက်တနိုင်ငံလုံးအင်္ဂလိပ်နဲ့ပြန်ပြီးတိုက်တာပဲခင်ဗျားမူလူမျိုးနဲ့တိုက်တော့နိုင်ငံတော့တိုက်ပြလိုက်တာစီးစိတ်ကုန်ပါဆိုတော့ဒါလေးရှိပါတယ်သမိုင်းတရားကားတွေအများကြီးရှိပါအဲ့တော့ကျွန်တော်တို့တင်ငယ်စိတ်တွေမဝင်ပဲကျွန်တော်တို့ဒီဆွေးနွေးပွဲမှာနားထောင်တဲ့လူလည်းကျွန်တော်ပြောပြချင်တာမိသူမဆိုကိုယ်တင်ငယ်တဲ့စိတ်ကိုဝင်တယ်တင်ငယ်တဲ့စိတ်ကကိုယ့်ဘဝကိုဆွဲချတာကိုယ့်ကိုဆွဲချလိုက်တာတင်ငယ်ဘူးကိုယ့်အမြင်ကြီးအောင်လုပ်လိုက်ကျွန်တော်တို့မတင်ငယ်ဘူးကျွန်တော်တို့မှာကသမိုင်းအစင်လာရှိတယ်ကျွန်တော်တို့ပြောပြမယ်ကျွန်တော်တို့မှာသမိုင်းလျာစင်မွန်တီသမိုင်းနဲ့နေတာသမိုင်းအစင်လာရှိတယ်စိတ်ပူစိတ်နဲ့ကျွန်တော်တို့ကိုပေးမထောင်အညွတ်မထောင်ခိုင်းတာဘာဖြစ်လဲမွန်တို့ဒီအနှစ်200ပြည့်နိုင်ငံကိုဦးစီးဦးဆောင်မဲ့စနစ်ကိုလူတိုင်းကကြောက်အနှစ်200တခါနိုင်ငံကိုဦးစီးဦးဆောင်တယ်မြန်မာနိုင်ငံကိုတိတ်ကြောက်တချို့သောလူတွေကကျွန်တော်တို့တောင်မိုင်းသားတွေညီရဲ့အဲ့ဒီတောင်မိုင်းသားတွေတနိုင်ငံလုံးကိုသူများကဘာနဲ့ရှင်ပြီးတော့စနစ်စီမီစီကန်ချနိုင်အဲ့ဒီမှာရှိတဲ့ကျွန်တော်တို့ရဲ့ဒီတောင်မိုင်းသားတွေရဲ့သွားမဲ့ညီစနစ်ကိုချိုးဖျက်နေတဲ့လူစုတစုရှိအဲ့ဒီလူစုတစုကပဲကျွန်တော်တို့ကိုတိုင်းရင်းသားတွေမှာမင်းတို့အစွန်းရောက်တယ်ဟိုလူအစွန်းရောက်တယ်ဆိုပြီးတော့ကျွန်တော်တို့ပြောတာနော်မြန်မာနိုင်ငံမှာကျွန်တော်တို့ယာမညသားတွေဆိုတာမြန်မာတနိုင်ငံလုံးတော့ဥပဒေမှာရေးဆွဲခတ်ပြီးတယ်မက်ကတူမင်းကြီးဆိုတော့ကျွန်တော်တို့တိမ်ငယ်နေတာမဟုတ်ဘူးကျွန်တော်တို့ယုံလေကျွန်တော်တို့အညွတ်ချိုးလေကျွန်တော်တို့မတိမ်ငယ်ဘူးကျွန်တော်ဆိုရင်ကျွန်တော်စိတ်ဓာတ်အမေးကြီးဖြစ်နိုင်နေချက်သူများနိုင်ငံမြန်မာနိုင်ငံကြီးအုပ်ချုပ်မှုမပြောနဲ့ကဘာကိုနေချက်လို့နေချက်ဒါကျွန်တော်စိတ်ဓာတ်ကျွန်တော်လူမျိုးတစ်မျိုးတဲ့အတွက်နဲ့ဒါမပြောတဲ့လူကယူသွားမယ်ကျွန်တော်ဒီမြန်မာနိုင်ငံတိုင်းသားတွေအားလုံးကိုဘတုမှတိမ်ကြုံမိမဆဲဘူးနော်ကျွန်တော်စိတ်ဓာတ်ကျွန်တော်လူမျိုးအမြဲပြောတယ်ကိုယ့်အလုပ်ကိုလို့သူများတိုင်းသားကိုတမဆဲနဲ့ဒီပြည်တော်စုမှာတို့ဘလို့အကျိုးဆောင်ပြီးတို့အလုပ်လုပ်မဲ့စဉ်းစားပြည်တော်စုအလုပ်မှာတို့အထွန်းထိပ်ရအောင်ဘလို့သွားမယ်ဆိုတို့စဉ်းစားအဲ့လိုမျိုးကျွန်တော်တို့ပြောလို့ရှိရင်ကျွန်တော်တို့အစွန်းရောက်တယ်ပြည်တော်စုအလုပ်လုပ်ဖို့ပြောတဲ့လူအစွန်းရောက်တယ်လို့ပြောတယ်အဲ့ဒါဘယ်တိုင်းသားမှာကျွန်တော်ကမဆဲဘူးကျွန်တော်တို့နိုင်ငံဒီတိုင်းသား135မျိုးနဲ့တိဆောက်တဲ့နိုင်ငံဖြစ်တယ်နော်ကျွန်တော်ကိုဆိုလို့ရှိရင်တော်တော်များများဟိုထဲမှာလေတချို့ကပြောတယ်ကျွန်တော်ကလူမျိုးရေးအစွန်းရောက်တာတို့ဘာလို့ကျွန်တော်ကတော့ကျွန်တော်လူမျိုးတွေကျွန်တော်အသင်ကိုသင်ပေးတာပြည်တော်စုအစိတ်အလုပ်လုပ်ဘူးကျွန်တော်ဖြစ်နိုင်ရင်နေချက်ဦးမှာသူများနိုင်ဒါကျွန်တော်တို့ရဲ့စိတ်ဓာတ်လူမျိုးတစ်မျိုးအတွက်ကိုကျွန်တော်ပြောကဲခုနကပြောပါအကြောင်းမို့ကျွန်တော်ပြောပြမယ်ခဏလေးအောက်မှာဖြေလိုက်မယ်မင်းတို့မောင်ဆိုးစကားပြောပြီးတော့135မျိုးတော့တိုင်းရင်းသားတွေကိုကိုမေကူလို့တိုင်းရင်းသားတွေကိုမေကူလို့ဆိုမောင်ဆိုးဆဲသွားတဲ့ဟာကမင်းတို့လည်းတိုင်းရင်းသားပဲအဲ့မောင်ဆိုးကဘယ်လိုကောင်မျိုးလဲတော့မသိဘူးတိုင်းရင်းသားတွေပတ်ပြီးဆဲတယ်အဲ့ဒီစကားတွေနားထောက်ပြီးတော့မင်းတော့ငါ့အစွန်းရောက်တယ်လို့လည်းမပြောနဲ့ငါဘယ်တိုင်းသားမှငါမဆဲဘူးငါစောင့်နေတာငါလက်လီမှာမဟုတ်မင်းတို့အရှင်းပြောတာငါတို့မြန်မာနိုင်ငံတိုင်းသားတွေပတ်ပြီးအခုဆိုကျွန်တော်ဆိုရင်ကျွန်တော်ခဏနေကျွန်တော်ဆိုလို့ရှိရင်လည်းကျွန်တော်ခံယူချက်ရှိတယ်ကိုယ်နိုင်ငံကိုယ်လူမျိုးအတွက်ဆိုကျွန်တော်အများအားစဉ်းစားတယ်ဘယ်တော့မှဆိုကိုယ်နိုင်ငံကိုချစ်တဲ့စိတ်ရှိတယ်ကိုယ်နိုင်ငံကိုယ်လူမျိုးဆိုတဲ့စိတ်ပဲရှိတယ်ဒါပေမဲ့ခုနကလူမျိုးပေါ့နော်
တိုင်းသားတစ်မျိုးစီလို့ဆိုကျွန်တော်မြန်မာအတွက်လည်းမဟုတ်ကျွန်တော်လည်းဒဝယ်နဲ့မြန်မာနဲ့ပေါင်းထားတာပဲကျွန်တော်တို့လည်းအဆက်ပဲရှင်းပြောရတယ်ဒါပေမဲ့ကိုယ့်အကူမြန်မာလို့ခံယူပြီးတော့ငါနိုင်ငံငါလူမျိုးပေါ့နော်အဲ့လိုမျိုးပဲတွေးတာပေါ့ဆိုတော့တိုင်းသားတွေကလည်းအဲ့လိုမျိုးပဲကိုယ့်နိုင်ငံကိုယ့်လူမျိုးအတွက်ကိုတွေးရင်ပိုကောင်းတာပေါ့ကျွန်တော်ပြောတာခုနလိုမျိုးပေါ့ခုနအကူကပြောသွားခုနမွန်အတွက်ပဲမဟုတ်ဘူးကဲတိုင်းသားအကုန်လုံးအတွက်ကိုလုပ်တယ်ဆိုအဲ့ဒါပိုကောင်းတယ်ကျွန်တော်တို့ဝယ်ကမ်းမယ်ကျွန်တော်တို့လည်းဘောက်ဆောင်ကျွန်တော်တို့ကဘလို့မှလုပ်လို့မရတော့ဘူးဒီတိုင်းသားအကုန်လုံးနဲ့ကိုညီညွတ်လုပ်ပြီးသွားမှကိုရမှာနော်ဘလို့မှလည်းဘလို့မှလုပ်လို့မရဘူးခွဲကျင်135ဘိုင်းခွဲမယ်ဆိုအဲ့လိုမျိုးပစ္စည်းလေးတွေနဲ့ဟိုဇီးတော့နှမ်းစီးတော့ပဲဖြစ်တော့မယ်နော်အဲ့တော့အဲ့ဒါတွေကလည်းဟိုမဖြစ်နိုင်တဲ့ဥစ္စာတွေပေါ့တချို့ကဟိုဆိုဗီယက်ပြည်ထောင်စုကြီးပြိုကွဲသွားတဲ့အချိန်မှာဟိုတိုင်းသားတွေနည်းနည်းခေါင်းထောင်လာတယ်ကျွန်တော်တို့ကတွေ့လိုက်တယ်နော်ဟိုအဲ့လိုမျိုးဖြစ်ပိုကောင်းမှာပဲဆိုတော့ဒီလိုလေကျွန်တော်တို့ကြားဘူးတယ်ဒါကြောင့်ကျွန်တော်တို့တွေကအဓိကဟိုရှိတဲ့နိုင်ငံတိတ်တိတ်လေးကိုမကွဲချင်ဘူးဒီတိုင်းမဲ့ကုန်စုစည်းပြီးတော့ဘလို့သွားချင်တာလဲကျွန်တော်ပြောအကုန်လုံးနဲ့စုပေါင်းပြီးတော့ရအောင်သွားမယ်ခုနလိုမျိုးခုနမောကလည်းကဲအဲ့လိုမျိုးသွားချင်တယ်ရတယ်ကျွန်တော်ခုနပြောသလိုပေါ့တိုင်းသားကျွန်တော်တို့ခုနပြော135ပြောင်းဆိုတော့တိုင်းသားတိုင်းကစာပေရှိတာမဟုတ်ဘူးအဲ့ခုန135မျိုးဆိုတာအမျိုးအနေနဲ့ရှိနေတာစကားတော့ရှိနိုင်တယ်စာပေမရှိဘူးဒါပေမဲ့ကျွန်တော်တို့နိုင်ငံမှာဂုဏ်ယူစရာရှိတယ်ခုနလိုကျွန်တော်တို့ကဟိုကိုပိုင်ရှင်ချင်းမှုရှိတယ်စကားရှိတယ်စာပေရှိတယ်ပြက်ကလေးရှိတယ်ကျွန်တော်အလေးသိန်းတောင်ချိန်ဝင်ရှိတယ်ဒီကမ္ဘာလုံးနဲ့ကျွန်တော်ရှင်လို့ရတယ်ဘယ်နိုင်ငံမှကျွန်တော်အားကိုးစရာမလိုဘူးဥပမာတခြားနိုင်ငံဆိုသူတို့မှကိုပိုင်မရှိတဲ့ခါကျတော့ပေါင်နေတို့ကီလိုတို့သူတို့အားကိုးနေရကျွန်တော်တို့အားကိုးစရာမလိုအကုန်လုံးကျွန်တော်တို့ကအတိုင်းတာအကုန်ရှိတယ်အချိန်တွေရှိတယ်ပြက်ကလေးရှိတယ်ဂျင်ကျဲမှုရှိတယ်ဘာသာစကားရှိတယ်ဘာသာရှိတယ်အကုန်ရှိတယ်ကျွန်တော်တို့မှာဘယ်နိုင်ငံမှအားကိုးစရာမလိုဘူးဆိုတော့ကျွန်တော်တို့ဒီလူမျိုးကစုစည်းပြီးတော့ကျွန်တော်တို့ကအောင်မြင်မယ်နော်ရှင်းမကျွန်တော်တို့ကလည်းညီညွတ်စေချင်တာကျွန်တော်ကိုနန္ဒကိုကျွန်တော်ပြောမှာပေါ့နော်ကျွန်တော်တနင်္လာရီတိုင်းမှာကြီးပဲ1993ခုနှစ်တည်းကနေတစ်ပတ်နဲ့တစ်ခုနှစ်ပေါ့နော်ကျွန်တော်နိုင်အောင် plane အောင်ဘက်ကနေစပြီးတော့နောက်ပိတ်ဆိုကြတနင်္လာရီတိုင်းပေါ့တောင်းလျှောက်ပဲအခုနေခဲ့တခါလေကျရင်အသင်းတာပြောပြမယ်ကျွန်တော်ကတနင်္လာရီတိုင်းပြည်သူလူထုနဲ့အမြဲနေခဲ့ဟုတ်လားဆိုတော့ကြတော့ကျွန်တော်တို့ကတနင်္လာရီတိုင်းကတော့ဗမာစကားတော့ပြောတော့ပေါ့နော်ဗမာဒီအထက်ကျွန်တော်တို့အထက်အလဲပိုင်းကတည်းကလူပြောဗမာတွေမဟုတ်ဘူးစကားအဲ့ဒါဘာပြောဆိုကျွန်တော်အထက်မြန်မာကြီးကအလဲပိုင်းကဗမာကျွန်တော်တို့ဘာပြောတဲ့တနင်္လာတိုင်းစကားသားတွေလူစကားပြောတဲ့အဲ့လိုစော်ကားတာအဲ့ဒါအစိုးမရောက်နေဘူးလားသူ့နေရာသူ့ဒေတာသူ့စကားသူပြောတာသူ့ဘိတ်လို့ပြောတယ်တဝဲလို့ပြောတာလူစကားပြောတဲ့ကဲလူဝါဝါဟုတ်တာဟုတ်ရှိမှာစောင်းလို့ကိုနာကျွန်တော်တခုခင်ဗျားကိုအကြံပြုတာကတော့ကျွန်တော်တို့ဒီပေါ့နော်သူချို့နေကြရင်သူတို့ဒီစကားပြောတာဆိုတာဒီစကားလုံးတိုင်းကိုတော့သွားပြီးတော့မချေပပါနဲ့တော့မချေပတဲ့ရွယ်တွေနဲ့ဘာတွေ့ကြတာမာရတာနောက်တစ်ခုကျွန်တော်တခုပြောပြမယ်တာမာရတာမဟုတ်ဘူးနောက်တစ်ခုကျွန်တော်တို့ကနောက်တစ်ခုကျွန်တော်ပြောချင်တာကတော့ကျွန်တော်မြန်မာပြည်မှာဖြစ်တဲ့လူတော်များများလူတော်များများကငါ့ကိုဘာကောင်ထင်လဲကွာဆိုပြီးတော့အဲ့အတွေးမျိုးလိုပဲနေတာငါ့ကိုဘာကောင်ထင်လဲကွာဆိုတဲ့အတွေးမျိုးမာနတကယ်တော့ကျွန်တော်တို့က leadership skill ဆိုတာသူဘယ်လိုလူတန်းစားလဲဆိုတာကိုတွေးတော့တာလားသူဘယ်လိုလူတန်းစားလဲဆိုတာသူ့ကိုအချုံနဲ့ပြောမှာအငံနဲ့ပြောမှာအဆက်နဲ့ပြောမှာသူ့ကိုဘယ်လိုကိုယ်ဘာကောင်လဲဆိုတာ don't show who I am ဆိုတာဘရောမှကိုကငါဘာကောင်လဲဆိုမပြအောင်သူဘယ်လိုလူတန်းစားလဲဆိုတာတကယ် leadership တွေကကျင့်တယ်ခင်ဗျားဘယ်လိုလူတန်းစားလဲဆိုတာကြည့်ပြီးမှခင်ဗျားနဲ့ထိုက်တန်တဲ့စကားကိုပဲပြောတယ်ဒီမှာဒီသဘောတွေရတယ်အဲ့တော့တချို့နေရာကြတယ်ကျွန်တော်တို့ကဒီစကားပြောတဲ့ခါကျတော့ကျွန်တော်တို့ကဒီကက်မန်နေဂျာတွေကကြရင်ခင်ဗျားကို9မိနစ်လောက်ပဲစကားပြောတယ်ဒါခင်ဗျားကိုကဲခတ်နေချိန်မှာခင်ဗျားကျွန်တော်တို့ပြောလိုက်တဲ့စကားလုံးရဲ့အလုံးတရာပြောလိုက်ရင်ခင်ဗျားဘယ်ရာခိုင်နှုန်းလောက်နားလဲ85ရာခိုင်နှုန်းလား85ရာခိုင်နှုန်းလား50လား30လားကျွန်တော်တွေးနေရတယ်ဥပမာတစ်ခုပြောပြမယ်ဆရာမကအတန်းစီကနေပြီးစာတင်လိုက်တယ်2နဲ့2မြောက်4လို့စာတင်လိုက်တယ်ဆရာမ2နဲ့2မြောက်ဘယ်လောက်လဲ4ဆိုတင်ပေးလိုက်တယ်စာမွေးခန်းနဲ့ကြရင်အဲ့ကလေးတွေတက်ပြင်းနေကြပါ2နဲ့2မြောက်3ညလို့ပြင်နေတူရှိတယ်2နဲ့2မြောက်5လို့ပြင်တယ်2နဲ့မြောက်3လို့ပြင်တယ်2နဲ့2မြောက်4လို့ရတဲ့ဖြေကဒီ9ရာခိုင်နှုန်းလို့ရှိရင်ဘာကြောက်လဲဆရာမက तू ကအမှန်တရားတွေပြောတယ်ဒီကလေးနားမလဲရကောင်းလို့စိတ်ဆိုးတယ်
အဲ့ဒါဆီယာမ leadership scheme မို့ဒီကလေးတွေနားလည်နိုင်တော့စကားကိုသူမပြောပြတော့ဘူးအသင်္ကတော့အဲ့ပြတ်တာပဲအခုကျွန်တော်တို့လည်းအခုဆွေးနွေးပွဲမှာခင်ဗျားတို့ကျွန်တော်စကားပြောနေကြမှာကျွန်တော်အခုပြောတာလည်းဒီတိုင်းပါပဲခင်ဗျားတို့ကျွန်တော်ပြောနေချိန်မှာနားတော်သူပဲဖြစ်နေဂျန်တဲ့သူပဲကျွန်တော်ပြောနေစကားလုံးအတိတ်ပဲသူတို့ဘယ်တော့နားလဲတယ်ဆိုတော့ကျွန်တော်တို့ကသုံးသပ်မှာကျွန်တော်တို့ comment လေးရမယ် share ရပြီးတော့ဖြစ်ဒီလူကငါဆိုတဲ့အတိတ်ပဲကိုမရဘူးဆိုတာလည်းပေါ်တယ်ကျွန်တော်တို့ကနောက်လာကြရင်ဒီလူနဲ့ဆက်ဆံနေချိန်မှာဒီလူနားလည်နိုင်မဲ့ way ကိုကျွန်တော်စကားပြောရအောင်ဆိုတော့ကျွန်တော်ဒါသုံးသပ်တာဖို့လိုတယ်ပေါ့ဒါကျွန်တော်တို့ရဲ့ great leadership scheme မှာဝင်ရောက်လာအဲ့တော့ကျွန်တော်တို့စကားလုံးနဲ့အသက်ချေပနေလို့ရှိရင်ဟိုကလေးရတယောက်ခင်ဗျားအသက်ရွယ်နေပဲကလေးတယောက်ခင်ဗျားပြောစကားလုံးကလေးတယောက်ကဘယ်နားလဲမလဲနားမလဲတော့ကြာခင်ဗျားပြန်တုတ်ပြန်လို့ရှိရင်ခင်ဗျားတက်ခံစားမလို့ဒီကလေးတယောက်နားလည်နိုင်တဲ့ငါဘယ်လိုပြောရင်ကောင်းမလဲဆိုတော့အဲ့တော့စဉ်းစားရင်ခင်ဗျားကကိုမြင့်ကြီးအတွေ့အကြုံနဲ့ပြတာဒါအကြုံလုံးပြောကျွန်တော်ပြောပြမယ်ကျွန်တော်တနင်္လာရီတိုင်းမှာကြာခဲ့ဆိုတော့ကျွန်တော်ယင်ထဲမှာကျွန်တော်ဒီမွန်ပြည်နယ်မှာမွေးပေမဲ့ကျွန်တော်တနင်္လာရီသွေးတွေပါတယ်အဲ့လေကျွန်တော်တနင်္လာရီမှာနေအိမ်ရမြင်မရှိဘူးဒါပေမဲ့တနင်္လာရီတိုင်းဘယ်ရွာကိုရောက်ကျွန်တော်ကဒါငါတို့နိုင်ငံဒီရွာဒီငါရွာပဲလမ်းပြတ်တရားပြ